စိတ်ထားမြင့်မြတ်သူလောကမှာလူတိုင်းတော့စိတ်ရှိကြတာပဲသို့တော့လူတိုင်းရဲ့စိတ်ထားဟာမြင့်မြတ်သလားလို့ဆိုရင်မမြင့်မြတ်ဘူးကိုယ်ဆန်းစစ်ကြည့်ရမယ်ဒါစိတ်ထားမြင့်မြတ်တယ်ဆိုတာဘယ်လိုဟာမျိုးမှစိတ်ထားမြင့်မြတ်တာလဲတို့တွေဟာစိတ်ထားမြင့်မြတ်မှုရှိကြရဲ့လားကိုယ်ဆန်းစစ်ပြီးတော့ကြည့်စိတ်ဆိုတာတော့လူတိုင်းမှာပဲရှိတယ်ထိုစိတ်နေသဘောထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဟာတကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်မှသာလျှင်စိတ်သဘောထားကလည်းမြင့်မြတ်တယ်တဲ့ပုဂ္ဂိုလ်မြင့်မြတ်တယ်ဆိုတာစိတ်ဓာတ်မြင့်မြတ်လို့ပုဂ္ဂိုလ်လည်းပဲမြင့်မြတ်တယ်လို့ခေါ်တာစိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာမြင့်မြတ်တဲ့စိတ်ထားရှိလို့စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့တော့မြင့်မြတ်တဲ့စိတ်ထားဆိုတာဘယ်လိုဟာတွေလဲဘယ်လိုအရေးချင်းတွေလဲဆိုတာသိရှိနားလည်ဖို့လိုတယ်ပေါ့။နာမအားဖြင့်ပြောမယ်ဆိုရင်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဟာအရိယသူတော်စင်တွေရဲ့စိတ်ဓာတ်ဟာလွန်မြင့်မြတ်တယ်လို့ပြောအောင်။အကြမ်းပြင်းအားဖြင့်ပြောမယ်အရိယမဟုတ်ဘူးတာမန်ပုဂ္ဂိုလ်တွေထဲမှာဘယ်လိုပုဂ္ဂိုလ်ဟာစိတ်ထားမြင့်မြတ်တယ်လဲလို့ဆိုလို့ရှိရင်သူတော်ဘာရဲ့ပြက်လို့ရပျက်စီးချောင်းမကြံစီပဲနဲ့အများကောင်းရာကောင်းကြောင်းကိုကြံစီလှုပ်ဆောင်တဲ့ပုဂ္ဂိုလ်တွေဟာစိတ်ထားမြတ်မြတ်သူလို့ဒီလိုခေါ်တယ်နောက်တစ်ခုအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အဂတိ၄ပါးမလိုက်စားတဲ့ပုဂ္ဂိုလ်လည်းပဲစိတ်ထားမြတ်မြတ်တယ်လို့ပြောအဂတိ၄ပါးဆိုတာလူတိုင်းသိကြတယ်အဂတိလိုက်စားတယ်ဆိုတာကိုအဓိပ္ပာယ်ရှင်းရှင်းပြောရမယ်ဆိုအဂတိဆိုတဲ့အဓိပ္ပာယ်ကမလိုက်သင့်တာကိုဂတိလိုက်တာအဂတိဆိုတာမသိလျော်တဲ့အလုပ်ကိုလုပ်တာမျိုးမသိလျော်တဲ့ဘက်ကိုလိုက်သွားတာမျိုးဒါဖြင့်မသိလျော်တဲ့ဘက်ကိုလိုက်သွားတာဆိုတာအကြောင်းမဲ့လိုက်တာလားလို့ဆိုတော့မဟုတ်ဘူးအကြောင်းရှိတယ်အဂတိဆိုတာတရားလမ်းကြောင်းကနေတိမ်းဆောင်းပြီးတော့သွားတာကိုအဂတိလို့ပြောတာနော်သွားရသားစဉ်လမ်းမကြီးရှေ့တန်းနဲ့လမ်းကြောင်းကသွေးဖြီးသွားတယ်လို့ပြောရတယ်မိရထားတွေဘာတွေလမ်းချော်သွားတယ်ဆိုလို့ရှိရင်အန္တရာယ်မရှိဘူးလားကားတွေလည်းလမ်းချော်သွားရင်အန္တရာယ်ရှိတာပဲလေမြန်လည်းပြေးလမ်းကလမ်းချော်သွားရင်အန္တရာယ်ရှိတာပဲဒီအဂတိဆိုတဲ့သဘောကလမ်းချော်သွားတယ်လို့ပြောတာနော်လို့ရမယ်လိုက်ရမယ်ဓမ္မလမ်းကြောင်းကနေလွဲချော်သွားတာဘာကြောင့်လွဲချော်သွားသလဲလို့ဆိုလို့ရှိရင်စန္ဒတဲ့မညီမျှတဲ့စန္ဒတွေလူတွေမှာရှိတယ်ဒီနေရာမှာစန္ဒဆိုတာလောဘကိုယဉ်ညွှန်းပြီးတော့ပြောတာစန္ဒာဂတိတစုံတစ်ယောက်ပေါ်မှာခင်မင်တယ်ကြံတဲ့တစ်ယောက်ပေါ်မှာတော့ခင်မင်မှုမရှိဘူးခင်မင်မှုရှိတဲ့အပေါ်မှာခင်မင်မှုရှိတာကိုအကြောင်းပြုပြီးတော့မလုပ်တဲ့နိုင်အလုပ်ကိုလုပ်လိုက်လို့ရှိရင်စန္ဒာဂတိလိုက်တယ်လို့ပြောတာပေါ့ဓမ္မလမ်းကြောင်းကလွဲသွားပြီခင်မင်မှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဓမ္မလမ်းကြောင်းကတော့ဒီလမ်းကြောင်းပဲထားရအောင်ခင်မင်မှုကိုအကြောင်းပြုပြီးတော့ဓမ္မလမ်းကြောင်းတိမ်းဆောင်းသွားရင်ဒါအဂတိလိုက်တယ်လို့ပြောတာပေါ့ခင်မင်မှုရှိတဲ့ပုဂ္ဂိုလ်အတွက်တစ်မျိုးခင်မင်မှုမရှိတဲ့ပုဂ္ဂိုလ်အတွက်တစ်မျိုးဆိုလို့ရှိရင်ဒါဓမ္မလမ်းကြောင်းမဟုတ်တော့ဘူးပေါ့နောက်တစ်ခုကဒေါသဂတိလူတွေစိတ်ထဲမှာအလိုမကျဒေါသထွက်နေတဲ့အခါမှာတစ်မျိုးစိတ်ကြီးနေတဲ့အခါမှာလူတွေကတစ်မျိုးဆုံးဖြတ်ချက်ချကြတယ်ဒေါသထွက်နေတဲ့အခါမှာဆိုလို့ရှိရင်ဓမ္မလမ်းကြောင်းကိုမစင်စားတော့ပဲနဲ့ဒေါသထွက်နေရင်ဒေါသအလျောက်လုံးမိတယ်ပြောမိတယ်အဲ့ဒါဟာလေအဂတိလိုက်တယ်လို့ခေါ်တာပဲနောက်တစ်ခုကတော့မောဟဂတိတဲ့လှုပ်တဲ့နာလားမလှုပ်တဲ့ဘူးလားမှန်နာလားမမှန်ဘူးလားဓမ္မလားအဓမ္မလားခွဲခြားမသိဘူး
မသိသည့်အတွက်ကြောင့်တွေးဝေမှုတွေကိုအကြောင်းပြုပြီးတော့မလုံးတဲ့နာလုံးမိသွားတယ်မောဟဂတိလို့ခေါ်တယ်အမှန်မှန်ဝေဖန်ဆုံးဖြတ်နိုင်စွာမရှိသည့်အတွက်ကြောင့်ဓမ္မလမ်းကြောင်းကလွဲချော်သွားလို့ရှိရင်မောဟဂတိပဲနောက်တစ်ခုကဘယဂတိကြောက်ရတဲ့ပုဂ္ဂိုလ်ရှိတယ်လို့မကြောက်ရတဲ့ပုဂ္ဂိုလ်ရှိတယ်ကြောက်ရတဲ့ပုဂ္ဂိုလ်ကြတော့ကြောက်ရသည့်အတွက်ကြောင့်ဓမ္မလမ်းကြောင်းတိုင်းမလိုက်ဖဲနဲ့တိမ်ဆောင်သွားတယ်အဲ့ဒါဘယဂတိလို့ခေါ်တယ်လောကမှာချစ်ချင်းမုန်းချင်းမသိချင်းကြောက်ချင်းဆိုတဲ့စိတ်ရဲ့အခြေအနေတွေအကြောင်းပြုပြီးတော့လူတွေဟာမလုတဲ့ဘက်ကိုလှုပ်သွားတတ်ကြတယ်မလိုက်တဲ့လမ်းကိုလိုက်သွားကြတယ်လမ်းချော်သွားကြတယ်လို့ပြောတာအဲ့ဒီလိုလမ်းချော်သွားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာမြင့်မြတ်တဲ့စိတ်ဓာတ်မဟုတ်ဘူးတဲ့မြင့်မြတ်တဲ့စိတ်ဓာတ်မဟုတ်သည့်ပုဂ္ဂိုလ်စိတ်ထားတွေရှိတဲ့ပုဂ္ဂိုလ်တွေကလည်းပဲစိတ်ထားမြင့်မြတ်သူလို့ခေါ်လို့မရဘူးဒီလိုဆိုလိုတာအေရိယပုဂ္ဂိုလ်တွေကြတော့အတိုင်းတာတစ်ခုရဥပမာပဲသောတာပန်ဖြစ်သွားပြီဆိုလို့ရှိရင်အတိုင်းတာတစ်ခုရအာဂတိ၄ပါးလိုက်စားမှုသိမရှိတော့ဘူးပေါ့တဂရကံဖြစ်သွားပြီအနာကံဖြစ်သွားပြီယဟနာဖြစ်သွားပြီဆိုလို့ရှိရင်အာဂတိလိုက်စားမှုမရှိဘူးဓမ္မလမ်းကြောင်းပေါ်ကလမ်းချော်သွားတာမရှိသည့်ထိုပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာသန္တဒေါသဘယမောဟဘယဆိုတဲ့ဒီအနောက်ရှက်တွေချောင်းမို့လို့စိတ်ထားပြောင်းသွားတာမျိုးမရှိသည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်ရဲ့စိတ်ထားဖြူစင်တယ်မြင့်မြတ်တယ်အဲ့ဒီပုဂ္ဂိုလ်တွေလည်းစိတ်ထားမြင့်မြတ်သူလို့ဒီလိုခေါ်ရမှာအေးစိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာအလို့လျော်စိတ်ထားကမြင့်မြတ်လာသလားလို့ဆိုမြင့်မြတ်လာတာမဟုတ်ဘူးစိတ်ထားမြင့်မြတ်ဖို့အတွက်ကလေ့ကျင့်သင်တန်းယူထားရစိတ်ကိုအာယုန်နဲ့လေ့ကျင့်ပေးမှပြုပြင်ပေးမှစိတ်ထားမြင့်မြတ်သူဖြစ်လာတရားချစ်ခင်သူတော်စင်ပြိဿတ်တို့မွေးကလေးကစိတ်ထားမြင့်မြတ်လာတာမျိုးမဟုတ်ဘူးတဲ့သူတော်ကောင်းနဲ့ပေါင်းသူတော်ကောင်းတရားကိုနာဆုံးမဩဝါဒတွေနာခံရင်ကနေပြီးတော့စိတ်ဆိုတာဘယ်လိုဖြူစင်အောင်ထားရမယ်ဆိုတဲ့အသိဉာဏ်တွေတတိတရားတွေစင်ကြယ်တုံတရားတွေနဲ့ကိုယ့်ကိုယ်စိတ်ထားမြင့်မြတ်သူဖြစ်အောင်လုပ်လို့ရတယ်ပေါ့အဲ့ဒါလို့မလုပ်ဖဲနဲ့တတိတံစင်ညမထားဘဲနဲ့နေမယ်ဆိုလို့ရှိရင်ပင်ကိုယ်သဘာဝအနေနဲ့လူတွေဟာစိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်လာပါမလားမဖြစ်လာနိုင်ဘူးသဘာဝမှာတန်ဖိုးရှိတဲ့ကြောက်ရိုင်းအတုံးလေးတွေပဲလေအနာအစာအကာတွေကိုမဖယ်ရှားလို့ရှိရင်လူတွေအသုံးချတဲ့ယရနာတန်ဖိုးရှိတဲ့ယရနာဖြစ်မလာသေးဘူးပေါ့ဘာဖြစ်လို့လဲအညစ်ကြေးတွေအနာအစာတွေပြည့်နေလို့ပဲအေးလူသားတွေရဲ့စိတ်ထဲမှာလည်းပဲလောဘဒေါသမောဟစတဲ့အပြစ်အနာစာတွေဖုံးလွှမ်းနေသည့်အတွက်ကြောင့်လူတွေရဲ့စိတ်နေစိတ်ထားဟာကောင်းတဲ့စိတ်နေစိတ်ထားမဟုတ်ဘဲနဲ့ဖြစ်နေတယ်ပေါ့အဲ့ဒီမကောင်းတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားလိုက်လို့ညစ်ကြေးမှုတွေအလုံးကင်းသွားတဲ့အခါဖြူစင်လာတဲ့စိတ်ကလေးဟာမြင့်မြတ်တဲ့စိတ်ဖြစ်လာတယ်ပေါ့အဲ့ဒီလိုစိတ်မျိုးပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်မှစိတ်ထားမြင့်မြတ်သူလို့ဒီလိုပြောလို့ရမှာပေါ့ဒီနေရာမှာဒီကနေ့ပြောလို့တာကတော့စိတ်ထားမြင့်မြတ်သူဆိုတာဘုရားမြတ်စွာရဲ့လက်ရတော်ယံအက္ကတဝကရှင်သာရိပုတ္တရာမထေရမြတ်ကြီးကိုရည်ညွှန်းပြီးတော့ပြောတာရှင်သာရိပုတ္တရာမထေရမြတ်ကြီးဟာစံပြုလောက်အောင်စိတ်ထားမြင့်မြတ်သူဖြစ်တယ်အေးပြောကြလိုက်ပဲယဟနာဆိုရင်တော့စိတ်ထားမြင့်မြတ်တာကြီးပဲလို့ပြောရမယ်ဟုတ်ပါတယ်သို့သောရှင်သာရိပုတ္တရာမထေရမြတ်ကစံနမူနာထားရလောက်အောင်စိတ်ထားမြင့်မြတ်တယ်ကျန်တဲ့ယဟန္တာတွေနဲ့မတူဘူးပေါ့ဘာကြောင့်ဒီလိုရှင်သာရိပုတ္တရာမထေရမြတ်ဟာစံပြုလောက်အောင်စိတ်ထားတွေမြင့်မြတ်ရသလဲလို့ဆိုတာ
သူကိုယ်တိုင်ဖော်ကျူးထားတဲ့အကြောင်းတရားတစ်ခုကိုကြည့်လို့ရှင်သူယဟန္တာဖြစ်ပြီးအာသောတရားတွေကုံလို့စိတ်ထားမြင့်မြတ်တယ်လို့ဒီလိုပြောတာမဟုတ်ဘူးကာယကတတတိလို့ဆိုတဲ့ကိုယ်ခန္ဓာပေါ်မှာဆွဲမြဲစွာတည်ရှိနေတဲ့တတိတရားအမြဲမပြတ်သူ့မှာရှိနေလို့စိတ်ထားမြင့်မြတ်တယ်လို့ဒီလိုခေါ်တယ်လူတိုင်းခန္ဓာကိုယ်ပိုင်ဆိုင်ထားကြတယ်ပိုင်ဆိုင်ထားတဲ့ခန္ဓာကိုယ်ကြီးကိုအစိတ်အပိုင်းတွေနဲ့ခွဲကြည့်မယ်ဆိုလို့ရှိရင်32မျိုးရှိတယ်ဒါကို32ခောတန္တလို့ခေါ်တာနော်ကိုယ်ခန္ဓာကိုယ်ကြီးကိုဉာဏ်စိုက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်အောက်ခြေဘဝအထက်ဆံပြားဆိုတဲ့ဒီအတိုင်းအတာအကန့်အသတ်တစ်ခုကိုယ့်ကိုအာယုံပြုကြည့်လိုက်အထက်မှာဆံပြားရှိတယ်အောက်မှာခြေဘဝရှိတယ်ဥဒ္ဓံပါရတလာအဒေါကေတမတ္ထကအထက်ကနေပြီးတော့ခြေပြားထိအောင်ခြေပြားကနေပြီးတော့အထက်ဆံပြားထိအောင်အပြန်အလှန်တလံမြရှိတဲ့ခန္ဓာကိုယ်လေးကိုဆင်ញင်သုံးသပ်ပြီးတော့ကြည့်မယ်ဆိုရင်ဟောဒီခန္ဓာကိုယ်ကြီးထဲမှာယရနာတွေအပြည့်ထည့်ထားတာလားသို့မဟုတ်ယွန်းစရာတွေအပြည့်ထည့်ထားတာလားဒါပဲကတော့အပြင်ကတော့ချမ်းသာတဲ့လူတွေကစိတ်နေတို့ရွှေတွေတို့ဝတ်မထားဘူးလားဒါအတွင်းကမဟုတ်အပြင်ကဟာတွေနော်အဲ့ဒါကမွေးရပါတာဟုတ်ကလားဟုတ်ပါဘူးဗျာအငှားပစ္စည်းတွေဒါတွေကနော်ဟုတ်ပါဗျာအဲ့တော့ခန္ဓာကိုယ်ကြီးကိုမိမွေးတိုင်းဖမွေးတိုင်းအသာကြည့်လိုက်မွေးလာကြတဲ့ကပါလာတာတွေနောက်မှဆင်နာမထည့်နဲ့တခုပါမွေးလာကြတဲ့ကပါလာတာသပင်ကနေခြေဘဝအထိဆင်ញင်သုံးသပ်ကြည့်လိုက်စမ်းပါမြတ်စွာဘုရားကနာနပကာရတ္တအတုစိနောတဲ့တကယ့်ကိုအမျိုးမျိုးသောယွန်ပွဲဆက်ဆုပ်ဖွယ်ရာတွေနဲ့ပြည့်နေတဲ့ခန္ဓာကိုယ်ကြီးပါတဲ့သို့တော်လည်းယွန်စရာကောင်းတဲ့ခန္ဓာကိုယ်ကြီးကိုမလှလှအောင်ကြည်မကောင်းကောင်းအောင်လူတွေကနေ့စဉ်နဲ့အမျှပြင်ပေးနေကြတယ်ပြင်ပေးနေသည့်အတွက်ကြောင့်လူတွေမှာဘာဖြစ်နေလဲဆိုရင်ရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာတဲ့တဏှာတွေတိုးပွားနေတာပေါ့မိမိကိုယ်တိုင်ကလည်းမိမိကိုယ်ကိုယ်ပေါ်မှာတွေ့တာမှုဆိုတဲ့တဏှာရှိသလိုမိမိကိုမြင်ရတဲ့ပုဂ္ဂိုလ်တွေကလည်းပဲတွေ့တာမှုဆိုတဲ့တဏှာတွေဖြစ်ပေါ်လာစေတကယ်သဘာဝအတိုင်းရှိမယ်ဆိုလို့ရှိရင်နာနပကာရတ္တအတုစိနောပူရာနာနပကာရတ္တအတုစိနောတဲ့နာနပကာရတ္တအတုစိနောအမျိုးမျိုးအဖုံဖုံမစင်မကြယ်တဲ့အရာတွေနဲ့ပူရာပြည့်နေတဲ့ခန္ဓာကိုယ်ကြီးတဲ့ဒီလိုပြောတာတေချာစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်32မျိုးသောအရာတွေဟာတစ်ခုမှအနံ့အားဖြင့်လည်းမွေးကြိုက်တာမရှိဘူးအစင်အားဖြင့်လည်းလှတာမရှိဘူးနော်ဝဏတော်ပိခန္ဓာတော်ပိဆိုအစင်ရောင်အားဖြင့်လည်းလှတာပါတာမရှိဘူးအနံ့အားဖြင့်လည်းပဲဆက်ဆုပ်เสียပဲအဲ့ဒါလို့ပြည့်နေတယ်ဆိုတဲ့သဘောတရားတွေကိုလူတွေကမသိချင်ကြဘူးတဲ့မျက်ွယ်ပြုတ်ထားတယ်ဖုံးညင်နဲ့ကွဲခြင်းနဲ့ဖုံးညင်ကွဲခြင်းလို့တဏ္ဍခါထုတ်လုပ်တဲ့ကုမ္ပဏီတွေလည်းချမ်းသာနေကြတာပေါ့ပေါင်တာထုတ်တဲ့ကုမ္ပဏီတွေလည်းချမ်းသာမိတ်ကပ်ထုတ်တဲ့ကုမ္ပဏီတွေချမ်းသာဘာလို့ဖို့ဖုံးကွယ်ဖို့လုပ်ကြတယ်ဟုတ်ကဲ့လားသဝိရာဂလို့ဆိုတဲ့အရေးပေါ်မှာတတ်မဲ့တဲ့တဏှာတွေတိုးပွားရတိုးပွားကြောင်းအသုံးပြုပြီးတော့နေကြသည့်အတွက်ကြောင့်ခန္ဓာကိုယ်ပေါ်မှာစိတ်ကတော့ရောက်တယ်ဘယ်လိုနဲ့ရောက်တာတုံးဆိုအလှပြင်မှုအနေနဲ့စိတ်ရောက်တာတဲ့မတက်မတက်ယွန်းစွဲတွေခန္ဓာကိုယ်ထဲမှာပြည့်နေပါလားဆိုတဲ့အတွေးနဲ့ရောက်တာမဟုတ်ဘူးမှန်ကြည့်တဲ့အခါလူတွေကတော့မှန်ကြည့်တာသဘာဝပေါ့နော်ယဟန်တွေကမှန်မကြည့်ရဘူးတဲ့ကြည့်လို့ရှိရင်အာဘသင့်တယ်ပေါ့ဒုက္ခအာဘသို့တော့ကြည့်ကောင်းတဲ့အခါရှိသေးတယ်တရားနဲ့ကြည့်တဲ့အခါမျိုးမှန်ကလေးကြည့်ပြီးတော့
မှပဲမျက်နှာမှာအနာအစာရှိလို့အဲ့ဒီအနာအစာဆေးလိမ့်ခြင်းလို့ကြည့်တယ်ဆိုရင်ကြည့်လို့ရတယ်နောက်တနည်းအားဖြင့်ငါတော်တော်အိုသွားပါလားလို့ဆိုတဲ့ဟာမျိုးကိုသိဖို့ရအတွက်တော့ကြည့်လို့ရတယ်တရားသဘောပေါက်အောင်တော့ကြည့်လို့ရတယ်အလှပြင်ဖို့ဆိုတာမျိုးတော့ကြည့်လို့မရဘူးဘာလို့လဲဆိုလို့ရှိရင်မြတ်စွာဘုရားကဟောထားတာအကုသိုလ်မဖြစ်စေနဲ့ကုသိုလ်သာဖြစ်စေလို့ဆိုတော့ကိုယ်ခန္ဓာကိုယ်အလှပြင်ဖို့ကြည့်မယ်ဆိုရင်ကုသိုလ်ဖြစ်မှာလားအကုသိုလ်ဖြစ်မှာလားအကုသိုလ်ကဘာအကုသိုလ်တုံးဆိုလို့ရှိရင်တဏှာပဲတဏှာကဘာဖြစ်လဲဆိုရင်နှစ်သက်တွေ့တာမှုဆိုတဲ့တဏှာနန္ဒီဒုက္ခသမူလံနန္ဒီသမုဒယဒုက္ခသမုဒယောတွေ့တာမှုရှိရင်နောက်ကလာမှာဒုက္ခပဲရလာမဲ့အကျိုးဆက်ကဒုက္ခဒါကြောင့်မို့မြတ်စွာဘုရားကဒုက္ခကိုမရစေခြင်းဘူးမရစေခြင်းသည့်အတွက်ကြောင့်အလှပြင်မှုအတွက်မှန်မကြည့်သင့်ဘူးခုနကလို့ငါတော်တော်အိုသွားပါလားငငယ်ရုပ်ရည်ရုပ်မဟုတ်တော့ပါလားလို့ဆိုတဲ့တန်ဝေကအတွေးနဲ့ကြည့်မယ်ဆိုရင်တော့အပြစ်မရှိဘူးလို့ပြောတော့ပေါ့သို့တော့အဲ့ဒီအတွေးပေါက်တဲ့ပုဂ္ဂိုလ်ကတရားတယောက်ရှိရလားအိမ်တိုင်းမှာမှန်ရှိကြတယ်အဲ့ဒီမှန်ရှိမှာဘာလုပ်ကြလဲလို့ဆိုရင်တဏ္ဍခါလိမ့်ကြတယ်အလှပြင်ကြတယ်ဟုတ်ကလားဒီလိုပဲမဟုတ်လားအဲ့ဒါကိုပြောင်းပြလိုက်လက်ပြင်ကစပြီးတော့မှန်နေကြည့်ပြီးတော့သပင်ကလည်းမဲမဲနဲ့ကြည့်နှစ်သက်เสียမကောင်းလိုက်တာနှစ်သက်เสียမကောင်းဘူးဆိုတာလူတွေကခေါင်းပေါ်မှာရှိနေတော့ဟုတ်တယ်လို့ရှိတယ်သပင်လေးဖီးလို့ TV တွေကလည်းကြော်ညာတယ်လေယောက်ျားတွေကြတော့လဲထောင်ရင်တိုင်းထောင်မိုးထီအောင်ထောင်လုပ်သေးမြို့သမီးတွေကြတော့လဲဣဆက်သွားအောင်တခါလဲဖဲသားကြအောင်ဖီးတယ်အကြောင်းဒါတွေအားလုံးဟာကိုယ်နှစ်သက်တွေ့တားလာအောင်လုပ်နေကြလို့ရာဂကိုတိုးပွားစေတယ်သူတစ်ပါးကိုလည်းရာဂကိုတိုးပွားစေတယ်ဒါကြောင့်မို့လို့အဲ့ဒီအတွေးမျိုးနဲ့မတွေးပဲနဲ့သပင်ဆိုတာယွန်းစရာဆက်ဆုပ်စရာပါလားဘုန်းဘုန်းတို့ငယ်ငယ်တုန်းကကမ္မထမ်းပွားရတယ်စကိုင်းတောင်ရုပ်ဝိပဿနာကဏ္ဍရုံကြောင့်မှနေတဲ့အခါမှာကမ္မထမ်းပွားတာဘယ်လိုပွားရအောင်ဆိုဆံပင်သည်ခွေးနဲ့မွေးနှင့်တူသည်ဖြစ်၍ဆက်ဆုပ်ယွန်းရှာပွဲကြီးပါတကားငယ်ငယ်တုန်းကတော့အတိပ္ပယ်ကတော့သိတာပေါ့ဆိုကောင်းလို့ဆိုတာပဲအောင်းမိတာတကယ်ကိုခွေးနဲ့ရဲ့အမွေးနဲ့မတူဘူးလားအဲ့ဒါကြောင့်မို့နဲ့တူတယ်အခုဆေးနီလေးတွေဆိုတာတို့နော်ရွှေရောင်လေးတွေဆိုတာခွေးနီနဲ့ဆိုတဲ့အခါဆေးနီဆိုလိုက်တော့ခွေးနီနဲ့တူလွတ်မှာတော့မဟုတ်ဘူးဟုတ်ကဲ့စံမင်းသည်ခွေးနဲ့မွေးနဲ့တူသည်ဖြစ်၍ဆက်ဆုပ်ရွံရှာပွဲကြီးပါတကားလို့32ခုတတကိုကမ္မထမ်းပွားခိုင်းတယ်အဲ့ဒါလို့စံမင်းကခေါင်းပေါ်မှာနေလို့ရှိရင်နန္တာတွေနဲ့ဖီလိန်ပြုပြင်ထားတဲ့အခါကျတော့နှစ်သက်စရာလိုဘာလိုဖြစ်နေတယ်သို့တော့အဲ့ဒီစံမင်း2ပင်3ပင်ထမင်းပကံထဲမှာရောက်နေရင်ဘယ်လိုလုပ်ယွန်းသလားသဘောကျသလားကဲအဲ့ဒီကြတော့ယွန်းသွားတယ်ခေါင်းပေါ်မှာနေတော့ကတော့မယွန်းဘူးအဲ့တော့တကယ်စင်စစ်ကစံမင်းဟာယွန်းစရာကြီးပဲအဲ့ဒီယွန်းစရာကြီးဟာထမင်းခွက်ထဲရောက်မှယွန်းစရာလို့သွားတွေးလို့ရှိရင်နောက်ကျသွားပြီခန္ဓာကိုယ်ပေါ်မှာရှိနေတုန်းကိုကယွန်းစရာလို့မြင်မှုလိုအပ်တယ်ယွန်းစရာလို့မြင်ခိုင်းတာကတခြားမဟုတ်ဘူးကာယကတတတိခန္ဓာကိုယ်ထဲမှာရှိနေတဲ့အရှိကိုတတိကတ်ထားပြီးတော့သဘာဝအတိုင်းရှုခိုင်းတာသဘာဝအတိုင်းရှုခိုင်းလိုက်တဲ့အခါကျတော့ယွန်းစရာကိုယွန်းစရာလို့မြင်လိုက်တာနဲ့တပြိုင်နက်တွေ့တာမှုဆိုတဲ့တဏှာနှစ်သက်မှုဆိုတာလာသေးလားမလာလို့ရှိရင်နန္ဒီဆိုတဲ့တရားမဖြစ်သည့်အတွက်ကြောင့်ဒုက္ခမူလဆိုတာမဖြစ်တော့ဘူးပေါ့နန္ဒီမဖြစ်တဲ့အခါကျတော့နန္ဒီនិရောဓဒုက္ခនិရောဓနှစ်သက်မှုချုပ်သွားတာနဲ့တပြိုင်နက်ဒုက္ခလည်းချုပ်သွားပြီတဲ့နည်းနည်းလေးချုပ်လိုက်ရင်နည်းနည်းပဲ
တခဏချုပ်ရင်တခဏငြိမ့်တယ်ဆံပင်ကိုနှစ်သက်เสียမဟုတ်ဘူးလို့ဆိုကြတဲ့ကဆံပင်ကိုအလှပြင်တဲ့ဒုက္ခအေးမသွားဘူးလားအေးသွားပါဗျာဒါလက်တွေ့ငြိမ်းချမ်းမှုပဲအဲ့လိုဆိုဆံပင်ကိုထောင်လောက်ရတာနဲ့ဟုတ်ကလားဣအောင်လောက်ရတာနဲ့အယောင်တောက်အောင်လောက်ရတာနဲ့အယောင်ပြောင်းရတာနဲ့အလုပ်တွေတော်တော်ရှုပ်အဖြူဆိုရင်လည်းအနက်ဆိုးရတာနဲ့အလုပ်တွေတော်တော်ရှုပ်ကုန်အဲ့ဒီဒုက္ခတွေအေးကုန်တယ်ဆိုတာမြတ်စွာဘုရားကဒါလက်တွေ့ဟောတာပဲနန္ဒီဆိုတဲ့သဘင်ပေါ်မှာအလှပြင်းခြင်းနဲ့တဏှာလေးရှိနေသေးတယ်များဒုက္ခသမုဒယဒုက္ခတွေဖြစ်နေဦးမှာပဲနန္ဒီនិရောဓသဘင်ပေါ်မှာနှစ်သက်တွေ့တာမှုဖြတ်လိုက်တာနဲ့ငြိမ့်သွားတာနဲ့တပြိုင်နက်သဘင်ကိုအလှပြင်းရတဲ့ဒုက္ခတွေလည်းငြိမ့်သွားတယ်ဒါတခဏငြိမ့်တာဟာတခဏငြိမ့်သွားတာပဲအပြီးငြိမ့်ရင်တော့လေအပြီးငြိမ့်သွားမှာပေါ့အေးဒါကြောင့်မို့လို့ခန္ဓာကိုယ်ရဲ့သဘာဝတွေထဲမှာအာယုံစိုက်ပြီးတော့အမြဲတမ်းတတိကတ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာမမြင့်မြတ်တဲ့စိတ်ထားသူ့ဘယ်မှာရှိတော့မလဲရှင်သာရိပုတ္တရာမထေရမြတ်ကပြောတယ်သူဟာတဲ့အမြဲတမ်းခန္ဓာကိုယ်ကိုတတိအမြဲမပြတ်တီးနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဒါကြောင့်မို့လို့သူ့စိတ်ထားသူများစိတ်ထားနဲ့မတူအမတန်မှမြင့်မြတ်နေတယ်ဆိုတဲ့သဘောကိုပြောတာမြတ်စွာဘုရားကိုယ်တိုင်ကလည်းဟောထားတယ်ဧကဓမ္မောဘိက္ခဝေဘာဝီတောဘူလိကတောမဟာတောတံဝေခာယတံဝတ္တတိဒီတရားတစ်ခုကိုပွားများအထုတ်လိုက်မယ်အချိန်ချင်းထပ်ထပ်ဖြစ်အောင်ကြိုးစားလိုက်မယ်ဆိုလို့ရှိရင်တံဝေကတရားတွေဖြစ်ပွားဖို့အတွက်ဖြစ်နိုင်ပါတယ်တံဝေကဆိုတာလေလွယ်လွယ်နဲ့ဖြစ်တာမဟုတ်ဘူးတံဝေကဆိုတာသဘာဝတရားပေါ်မှာရှုမြင်ပြီးတော့ဒီသဘာဝတရားကြီးတွေဟာကြောက်စရာကြီးတွေလန့်စရာကြီးတွေဒီလိုမြင်လာတာထိတ်လန့်လာတဲ့သဘောကိုတံဝေကလို့ခေါ်တယ်တစေကြောက်တာတရေကြောက်တာမျိုးနဲ့မတူဘူးเนาะသဘာဝတရားတွေရဲ့သဘာဝကိုရှုမြင်ပြီးတဲ့အခါမှာအသိဉာဏ်နဲ့အမတန်မှကြောက်စရာကောင်းတာပါလားဘဝကြီးပေါ်မှာထိတ်လန့်တုန်လှုပ်လာတာအဲ့ဒါတံဝေကလို့ခေါ်တယ်ဒါကြောင့်မို့တံဝေကောနာမသဟွတ္တပဉာဏ်နဲ့ဥတ္တပဆိုတာလန့်တာတန်တရားကြီးကိုလန့်လာတယ်တန်တရားထဲမှာတွေ့ကြုံရမယ့်ဒုက္ခတွေကိုလန့်လာတယ်အဲ့ဒီလန့်ဖြတ်မှုကဉာဏ်နဲ့ရှင်ပြီးတော့လန့်ဖြတ်တာဖြစ်လို့ဥတ္တပနဲ့ရှင်တဲ့ဉာဏ်ဒီတံဝေကလို့ဒီလိုပြောတာအဲ့ဒီတံဝေကဆိုတာလေတမန်ပုဂ္ဂိုလ်တွေမှာဖြစ်ခဲတယ်ဘုရားလောင်းတော်ကြီးတွေမှာတော့တံဝေကဖြစ်တတ်တယ်နောက်ဆုံးဘဝမှာကြည့်လူတကာလည်းမြင်ကြမှာပဲဖိုးကြီးဖွားကြီးတွေလူအိုဆိုမြင်မှုတာပေါ့နော်လူအိုယုံနေတောင်ရှိနေ home for aged အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေအတွက်နှင်းစီကုန်းသွားကြည့်ဖို့ဘဝရိပ်တာကြီးဖိုးတွေဖွားတွေရှိတာသို့သောအဲ့ဒီဖိုးဖွားတွေသွားကြည့်ပြီးတော့ငါလည်းအိုရအောင်မှလို့သိမစင်စားဘူးအဖိုးကြီးရဲ့အဖွားကြီးရဲ့ဒါနဲ့ပဲပြီးလာကြတာနော်အဖိုးကြီးတွေဖွားကြီးတွေထမင်းလေးသွားကြွေးလိုက်အောင်ပါပဲလှူလိုက်အောင်ပါပဲဒီစိတ်ကလေးလောက်တင်ပေါ်တော့ငါလည်းအိုရအောင်ပါပါလားဆိုတဲ့အတွေးလေးကရှိတဲ့လူကအမှန်တမ်းနဲပါလိမ့်မယ်တံဝေကဖြစ်ခဲ့တာမဟုတ်ဘူးတဲ့တံဝေကဘိုးဘွားရိပ်သာသွားလို့တံဝေကမဖြစ်ခဲ့ဘူးမဖြစ်ခဲ့ရုံနဲ့မကဘူးသူသာအိုတာငါအိုမှာမဟုတ်ဘူးလို့ထင်ခဲ့သေးတယ်အဲဒီမှာတို့တော့အတော်နဲ့မအိုသေးဘူးလို့ပဲလဲထင်ချင်းထင်မယ်ပေါ့အဲ့တော့တံဝေကမဖြစ်နိုင်ဖျားလောင်းနေကြတော့အဲ့လိုမဟုတ်ဘူးသိတ္တရမင်းသားဟာအမတန်ချမ်းသာတဲ့စည်းစိမ်ဥစ္စာတွေခံစားနေရတဲ့အချိန်လေးမှာလူအိုမြင်လိုက်တာနဲ့တပြိုင်နက်အိတ်မပြောတော့အောင်တံဝေကဖြစ်သွားငါလည်းအိုရအောင်ပါပါလားအခုပေါ်အိုတော့မဲ့ပုံမျိုးစိတ်ထဲမှာအဲ့ဒါလိုခံစားသွားရ
လူနာမြင်လိုက်တော့လည်းပဲထို့တူဆေးရုံသွားလိုက်လို့ရှင်လူနာတွေခုခေတ်ဆိုလို့ရှင်ဟုတ်လားနှာခေါင်းထဲမှာပိုက်ကြီးတွေထည့်ထားတာစက်ကြီးနဲ့တက်ထားတာပိုက်ကြီးခွဲထားတာပလင်းကြီးတက်ထားတာစုံးနေအောင်မြင်မှာပဲလူနာဆိုအဲ့ဒါတွေမြင်လဲအော်ဘာဖြစ်တာရှာပါလိမ့်ဒီလောက်ပဲတွေးမှာပါငါလည်းနာရအောင်မှာပဲလို့ဒီလိုတွေးဖို့မရှိတော့ဘူးเนาะတံဝေကဆိုတာမဖြစ်နိုင်ဘူးတော့ဖះလောင်းကြတော့အဲ့လိုမဟုတ်ဘူးလူနာမြင်လိုက်တာနဲ့တပြိုင်နက်အိပ်မပြောဘူး။အော်ငါခန္ဓာကိုယ်ကြီးမှလည်းအဲ့လိုနာတဲ့သဘောတွေရှိနေပါလားဆိုတဲ့အတွေးဟာလွှမ်းမိုးနေတံဝေကဆိုတာအဲ့ဒါလူသေးမြင်လိုက်တဲ့အခါလည်းပဲဒီလိုပဲဂတိခေကြတော့လူသေးရေဝေးသွားပြီးတော့ဟုတ်လားလူမှုရေးရမရှောင်နိုင်တဲ့ပုဂ္ဂိုလ်တွေဆွေတဲ့မျိုးတဲ့တို့မိတ်ဆွေတို့ဘာလို့ဆိုလိုက်ပို့လိုက်အတုဝကဝေတဲ့ရတ္တောင်လေးနဲ့အေးမြတ်မြတ်ခတ်ပြီးတော့စကားလေးတပြောပြောပဲတန်ဝေကတော့မလာဘူးတန်ဝေကမလာတဲ့ပြင်သေတဲ့လူတောင်အပြစ်တင်လိုက်သေးတယ်ဟောဒီလူကအစားမဆောင်ဦးတာဟုတ်သေးတယ်ရှည်ကျိုးမလို့သေးတယ်နော်ဘာဖြစ်လို့သေးတယ်ညာဖြစ်လို့သေးတယ်ကျမ်းမာရေးဂိူးမဆိုင်လို့သေးတယ်သွေးတို့ရှိမြောင်တည်ရတဲ့ဝက်သားတွေစားတာကိုအပြစ်ကတင်ခံရသေးတယ်သူကပြန်သေးတာသိသွားတာအပြစ်မလွတ်ဘူးစီးကြိုရှိရတဲ့ရှောင်မရှောင်ပဲစီးကြိုတွေတက်ပြီးလို့သေးတာတဲ့ဟောအပြစ်ကပြောခံရသေးတယ်နော်ဩငါလည်းပဲသေးရအောင်မှာပါလားဆိုတဲ့အတွေ့အလာခဲ့တယ်ပေါ့တန်ဝေကမဖြစ်ဘူးလို့ပြောတာအဲ့ဒါတွေတန်ဝေကဖြစ်အောင်ဘုရားလောင်းတော်တွေကြတော့မြင်လိုက်တာနဲ့တန်ဝေကတွေဖြစ်သွားတယ်ဒါကြောင့်မလို့တောထွက်သွားတာအဲ့ဒါလို့တန်ဝေကစိတ်ဓာတ်တွေဖြစ်ဖို့ရအတွက်ဘာလုပ်ရမလဲကာယကတာတတိကမ္မထာကိုပွားပေးပါခန္ဓာကိုယ်မှာရှိတဲ့အစိတ်အပိုင်းတွေနဲ့တတိဟာအမြဲတမ်းကပ်နေစမ်းပါစံပင်မွေးညင်းခြေသက်လက်သက်သွားအရေးဒါတွေကလူတွေမြင်ရတဲ့ဟာပေါ့အပေါ်ယံတွေကြည့်လိုက်စံပင်ဆိုတာလည်းမြင်ရတယ်မွေးညင်းဆိုတာလူတွေတိတ်ပြီးတော့သဘောကျတဲ့မွေးညင်းကဘာလဲမျက်ခုံးနဲ့မျက်တောင်ဟုတ်လားမျက်ခုံးလေးကိုဆွဲကနဲ့အလှပြင်ဘယ်လိုလုပ်ပြီးတော့ဟိုဆက်ဆုပ်ရွှရှာပွဲကြီးပါလကားလို့စဉ်းစားလိုက်မလဲမျက်ခုံးကိုမလှအောင်ဆိုင်သွားပြင်တယ်မျက်တောင်လည်းပဲကြည့်ပါလားအမေပေးတဲ့မျက်တောင်နဲ့မကြိုက်လို့နှုတ်ပစ်ပြီးတော့အသစ်ဆိုင်တယ်ခုခေတ်ကလည်းမျက်တောင်ကိုအသစ်ဆိုင်တယ်မျက်တောင်မွေအသစ်ဆိုင်အဲ့တော့ဘယ်လိုလုပ်တန်ဝေကဖြစ်ဒါကြောင့်မို့လို့တန်ဝေကဖြစ်ရမယ့်ကိစ္စတွေတန်ဝေကမဖြစ်ဘဲနဲ့တဏှာရာကပွားစေကြောင်းဆိုနန္ဒီဒုက္ခတမူလံဆိုတဲ့အတိုင်းပဲလာမှာပဲဒုက္ခတွေရအောင်မှာပဲစံမင်မွေးညင်းဘယ်ရာမှတက်တယ်တာမရှိဘူးခြေသက်လက်သက်သူကလည်းတော်တော်လေးစားကျဲတယ်ခြေသက်လက်သက်ကလည်းရှေးတုန်းကတည်းကရှိတာမြတ်စွာဘုရားလက်ထက်ကယဟန်တော်တွေကိုဝီနည်းနဲ့တားမြစ်ထားတယ်မြတ်စွာဘုရားခြေသက်လက်သက်ကြီးတွေအရှိမထားရဘူးတဲ့တခါတော့ကအရှိထားလို့ပြဿနာပေါ်ခဲ့ဘူးတဲ့ဒါမှမဟုတ်မြတ်စွာဘုရားယဟန်တွေခြေသက်လက်သက်အရှိမထားရဘူးဝီနည်းစကံထဲမှာရှိတယ်နဘိက္ခွေဒီခါနခါဓာရိတပါခြေသက်ကြီးတွေရှိတယ်ဆိုတာဘာကိုပြောတာတုံးဆိုအသားတဲ့လွန်သွားရင်အရှိလို့ခေါ်တယ်တချို့ကြတော့အသားတဲ့ကိုတော်တော်လေးကိုလွန်တယ်ခြေသက်လက်သက်အရှိမထားရဘူးယဟန်တွေအသားတဲ့လွန်ရင်ကြိုက်ပြစ်အသားပမာဏနဲ့ဒီတိုင်းပဲထားပြီးတော့ဝိတ္တိမတ္ထခုခေတ်မှာလှုပ်တာမဟုတ်ဘူးခြေသက်လက်သက်တွေကိုအလှပြင်တယ်အယောင်တင်တယ်ခုခေတ်ကအယောင်နေမကတော့ဘူးပကြီးလို့အယုတ်ကလေးတွေတောင်ရေးသေးတယ်ခြေသက်လက်သက်ပေါ်မှာနော်ပန်းကက်ကလေးတွေနဲ့ဘာနဲ့နောင်ကြရင်ခြေသက်လက်သက်တောင်ကမှာမဟုတ်ဘူးနှစ်ဖူးတောင်ရေးချင်ရေးမှခေတ်ရောက်လာတယ်အခုလည်းလက်မောင်းတွေပါတော့ရေးနေကြပြီပေါ့အဲ့တော့ခြေသက်လက်သက်ဟာအယောင်ဆိုးယုံနေမကဘူးအလှပပကြီးရုပ်ကလေးတွေပါရေးလာပြီးတော့ခြေသက်လက်သက်ကိုပြင်းနေတယ်ဆိုတော့ဘယ်လိုလုပ်တန်ဝေကဖြစ်မလဲခြေသက်လက်သက်ဒါလူတွေကမြင်ရတာဆိုအကုန်ပြင်းတာပဲ
ခြေသေးလက်သေးသွားဆိုတာတော့မပြောနဲ့သွားဆိုင်တွေချမ်းသာနေကြတယ်သူကသူနေတဲ့သွားမညီလို့ဆိုသွားညှိခေါ်နေရင်လည်းချိုးပစ်ပြီးတော့ပြန်ဆိုင်အဲ့တော့အမျိုးမျိုးဖုံဖုံအလှပြင်ကြတယ်တဲ့မြတ်စွာဘုရားက32ခုအထာတယွန်းစရာတွေပါနာနပကရတအတုစီနောပူရာမတည့်မတည့်ယွန်းစပွဲတွေနဲ့ပြည့်နေတယ်ဆိုတာကိုဖုံးကွယ်ဖို့ရကြိုးစားကြတယ်တဲ့မသိအောင်လို့ကြိုးစားနေကြတယ်မသိချင်ကြဘူးတဘာဝအစစ်မှန်တွေကိုဖုံးကွယ်ဖို့ကြိုးစားနေကြတယ်ခြေသေးလက်သေးသွားအရေးဆိုတာလည်းပဲဟုတ်လားအသားမဲ့တဲ့လူကဖြူအောင်လုပ်တယ်ဖြူတဲ့လူကမဲအောင်လုပ်တယ်လူဆိုတာကိုယ့်ဟာနဲ့ကိုယ်ကျင့်နှက်ခဲတယ်အသားဖြူတဲ့လူကမဲတာကြိုက်တယ်နော်အသားမဲ့တဲ့လူကဖြူအောင်လုပ်ချင်နိုင်ငံသားတွေမှာလုပ်တာပြောတာပေါ့ဗမာပြည်ကလူတွေတော့မလုပ်တော့ဘူးဟိုကတော့နီးပညာတွေကအလွန်ကောင်းတော့မိုက်ကယ်ဂျက်ဆင်တို့ဆိုလဲပြစ်တာမဟုတ်လားအယောင်တွေပါလေအဲ့ဒါလို့အသားအယောင်ကစပြီးတော့ပြောင်းပြစ်ခြင်းနဲ့မလှအောင်ပြင်းနေကြတာဆိုတော့ရသော်ဘုရားပြောဟောတော်မူတဲ့ကာကရတတိကမ္မထာနဲ့အလွန်အလှမ်းဝေးတာပေါ့ရှင်သာရိပုတ္တရာမထေရမြတ်ကပြောတယ်ခန္ဓာကိုယ်ပေါ်မှာတဲ့သူ့ရဲ့တတိဟာအမြဲကပ်နေပါလေသူ့ရဲ့တတိကခန္ဓာကိုယ်ပေါ်မှာအမြဲကပ်တယ်ခန္ဓာမှာရှိနေတဲ့အရာတွေပေါ်မှာအမြဲကပ်တယ်ဆိုခန္ဓာပေါ်မှာရှိနေတာဘာတွေလဲလို့ဆိုရင်အခုပြောတဲ့32ကောဋ္ဌတာပေါ့ဒါတွေတင်လားလို့ဆိုမကဘူးခန္ဓာမှာရှိနေပါတော့လျောင်းထိုင်ရသွားလှုပ်ရှားမှုတွေရောမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒါတွေပေါ်မှာလည်းပဲအမြဲတမ်းတတိကတ်တယ်လို့ဒီလိုဆိုလို့တတိတမ္ပဇင်ညတို့မဟာတတိပဒံသုံးပါလာတဲ့အတိုင်းဣရိယာပဋ္ဌပပလျောင်းထိုင်ရသွားဣရိယာပုတ်အကြီးစား၄မျိုးတတိတမ္ပဇင်ညဆိုတဲ့အသေးစားလေးတွေရှေ့ရှုကြည့်တာတို့စောင်းငယ်ကြည့်တာတို့ရှေ့လန်းတာတို့နောက်ဆုတ်တာတို့ကအစစားတာတောက်တာနောက်ဆုံးမှာအိမ်သာတက်တာကအစအမတ်တမဲ့မဟုတ်ဘဲနဲ့ခန္ဓာကိုယ်ကြီးရဲ့အနေအထားကိုတတိနဲ့အမြဲမပြတ်စောင့်ကြပ်နေတဲ့အသိပညာပါရှိတဲ့တတိတွေနဲ့ခန္ဓာကိုယ်ကြီးရဲ့သဘာဝတရားကိုလွတ်မသွားအောင်အမြဲတမ်းကြည့်နေတာကာယကတတတိလို့ခေါ်တယ်အဲ့ဒီကာယကတတိကိုကြာကြာနာနာပွားထားပြီဆိုရင်မဟာတောတံဝေကအကြီးကျယ်တံဝေကကိုဖြစ်ပေါ်စေနိုင်ပါတယ်တဲ့ဒါမပွားရင်တော့မဖြစ်စေဘူးဆိုတဲ့အပြန်အလှန်ရတယ်ပေါ့ဒါတည်းမကဘူးမြတ်စွာဘုရားကဟောထားတာဒီတတိတမ္ပဇင်ညတွေဖြစ်ပေါ်ယုံမြတ်မကကာယကတတိကိုမပွားဘူးဆိုလို့ရှိရင်အမြိုက်နိဗ္ဗာန်ကိုအမြိုက်အရသာကိုမသုံးဆောင်ရရောက်တယ်ကာယကတတိကမ္မထံကိုမပွားဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာနိဗ္ဗာန်နဲ့လွဲချော်တဲ့ပုဂ္ဂိုလ်ပဲတဲ့ကာယကတတိပွားတဲ့ပုဂ္ဂိုလ်မှာနိဗ္ဗာန်နဲ့ရောက်မဲ့ပုဂ္ဂိုလ်လို့ဒီလိုဟောထားတယ်နော်အဲ့ဒါလို့ချီးကျူးပြီးတော့ဟောကြားထားတဲ့တရားဓမ္မကိုရှင်သာရိပုတ္တရာမထေရမြတ်ဟာအမြဲမပြတ်လေ့ကျင့်ပြီးတော့တတိကပ်ပြီးတော့ထားတယ်ဒါကြောင့်မို့လို့ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့စိတ်ဓာတ်တွေဟာအမတန်မြင့်မြတ်တယ်လို့ဒီလိုပြောတာပေါ့အဲ့ဒီစိတ်ထားမြင့်မြတ်မှုနဲ့ပတ်သက်လာလို့ရှိရင်ရှင်သာရိပုတ္တရာမထေရမြတ်ပင်ကိုယ်ကသဘောထားပျော့ပြောင်းပြီးတော့စိတ်နူးညံ့တဲ့ပုဂ္ဂိုလ်မျိုးပဲရှင်သာရိပုတ္တရာနဲ့ပတ်သက်ပြီးတော့ရှင်းတတ်စရာလေးတွေအများကြီးရှိတယ်ရှင်သာရိပုတ္တရာဆိုတာအားလုံးသိကြတဲ့အတိုင်းဖျားပြီးရင်အကြီးဆုံးပဲအကြီးဆုံးဆိုတာပညာဉာဏ်အထက်ဆုံးပုဂ္ဂိုလ်ပေါ့အဲ့ဒါလောက်ပညာဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ဟာမာနဆိုတာတရွေးသားမှမရှိဘူးဒါပြောလိုက်ပဲယဟန္တာဆိုတာအရှင်ဘုရားဘယ်မာနရှိမလို့ပြောကောင်းပြောလိုက်ပဲသို့တော့ရှင်သာရိပုတ္တရာမှာမာနမရှိဘူးလို့ပြောတာအရေးအယောင်လေးတောင်မရှိဘူးပြောတာနော်ကျန်တဲ့ယဟန္တာပုဂ္ဂိုလ်တွေမှာဝါသနာဆိုတဲ့အရေးအယောင်ကလေးတွေကျန်သေးတယ်ရှင်ပိလိန်နာဝိရသတို့ဆိုရင်လူမြင်ဟဲ့ငရုံမာလို့ခေါ်တယ်သူဘယ်တော့မှချိုချိုသားသားမပြောတတ်ဘူးယဟန္တာပဲသူလဲရှင်မောက္ကလန်ဆိုလဲခက်ချမ်းချမ်းဆက်ဆံတတ်တယ်ယဟန္တာပဲတခါတော့ကယဟန်တစ်ပါးဟာ
ဝိနိသိက္ခာဘုံအယယဟန်ဘဝကဆုံးရှုံးနေတဲ့ယဟန်တစ်ပါးပါရာဇိကကြနေတဲ့ယဟန်တစ်ပါးတန်ဃာတွေကြားထဲမှာဝင်းထိုင်နေတယ်မြတ်စွာဘုရားကဩဝါဒပါဠိမောက်ပြမလို့ကြည့်လိုက်တော့ဒီပုဂ္ဂိုလ်ပါနေတာနဲ့မပြဘဲနေတယ်ဘယ်လောက်ထိအောင်ကြာအောင်ထိုင်နေရတော့ဆိုတညာလုံးမိုးလင်းကန်နီးသွားတာပဲမိုးလင်းကန်နီးကြတော့မှရှင်အနန္ဒာလျှောက်တယ်ရှင်ဘုရားမိုးလင်းတော့မယ်တဲ့ပါဠိမောက်ပြပါလို့ဆိုတော့အနန္ဒာပရိသတ်မစင်ကြယ်ဘူးလို့ဒီတခေါက်မဲ့ပြောတယ်ဗျာအဲ့ဒါလို့ပြောတော့ရှင်မောက္ကလန်ကကြည့်တယ်ဘယ်သူလဲဘုရားကဘယ်သူပြောတာလဲဆိုကြည့်တော့အဲ့ဒီငုတ်တုတ်ထိုင်းနေတဲ့ကိုတော်ကိုအဘိညာဉ်တကိုးနဲ့မြင်တာနဲ့တပြိုင်နက်ဝုန်းဝုန်းနဲ့ထသွားတာနော်ထသွားပြီးတော့ပခုံးလက်နဲ့တို့ပြီးကိုတော်ထွက်ဘုရားကကိုတော်ကိုမြင်နေပြီမထဘူးဟုတ်ကိုတော့မထတဲ့အခါကျခုတ်ဆွဲထုနော်ခုတ်ဆွဲထုပြီးတော့တကားအပြင်ဘက်ကိုတွန်းထုတ်ပြီးတော့တကားကိုချက်ထိုးလိုက်တယ်အဲ့လိုရှင်မောက္ကလန်ကြတော့လှုပ်တယ်ရှင်သာရိပုတ္တရာမထေရမြတ်ကြတော့စိတ်သဘောထားအမတန်ပျော့ပြောင်းတဲ့အနေအထားတွေအများကြီးရှိတယ်ပေါ့ရှင်သာရိပုတ္တရာမထေရမြတ်ဟာအများနဲ့နေတဲ့နေရာမှာယမယံခါကျောင်းတိုက်ကြီးတွေမှာအများနေကြတဲ့အခါမှာမသိတော်တာတွေရှိကောင်းရှိနိုင်တယ်ဒါကြောင့်မို့ဇေရဝံကျောင်းတို့ဝေလူဝံကျောင်းတို့ရှင်သာရိပုတ္တရာရောက်တဲ့အခါမှာကျန်တဲ့ပုဂ္ဂိုလ်တွေကဘုရားနဲ့အတူဆုံးခံသွားပြီမယ်လို့ရှင်သာရိပုတ္တရာကတပါးနဲ့ကြံရစ်တယ်ကြံရစ်ပြီးတဲ့အခါသူများတွေဆုံးခံသွားပြီဆိုကျောင်းထဲမှာလှည့်ကြည့်တယ်ဘာအတွက်ကြည့်တာတော့ဆိုတပြက်စီးမလဲရသေးတဲ့နေရာတွင်သူလှဲခဲ့တယ်ရေမခတ်ရသေးဘူးဆိုရင်ပြီးတော့ရေခတ်ထားခဲ့တယ်သင်္ကန်းတွေဘာတွေခောက်မထားဘူးကိုယ်ကာထားခဲ့တယ်ဆိုသိမ့်ထားခဲ့တယ်ဟောတခါတလေအများစုနေတဲ့နေရာမှာနေမကောင်းလို့ဆိုဆုံးကမလိုက်နိုင်တဲ့ကိုတော်တွေကအเจ้าမှာကြံရစ်တတ်တယ်အဲ့ဒါတွေကိုလိုက်ကြည့်တယ်ကြည့်လို့တွေ့ပြီဆိုလို့ရှိရင်ဘာဖြစ်တယ်လဲမေးပြီးတော့ဘာစားခြင်းလဲဟောမြို့တွေကဆုံးခံပြီးယူလာပြီးတော့ကျွေးတယ်အဲ့ဒါရှင်သာရိပုတ္တရာနေ့စဉ်နဲ့အမြန်လှုပ်ရွလှုပ်စင်တယ်တကယ်တော့ရှင်သာရိပုတ္တရာမထေရမြတ်ဟာမြတ်စွာဘုရားရဲ့လက်ရရန်ဧကတာဝကလို့ဆိုတော့ဒီလိုအောက်ခြေသိမ်းလုပ်တွေတမ္မာပုဂ္ဂိုလ်ဆိုလုံးဝမဟုတ်ဘူးပေါ့စိတ်နေသဘောထားအလွန်မြင့်မြတ်တယ်ဆိုတဲ့သရုပ်တွေကိုဖော်ပြနေတာတခါတုန်းကရှင်သာရိပုတ္တရာမထေရမြတ်အမတ်တမဲ့နဲ့သင်္ကန်းရမ်းလိုက်တာကသင်္ကန်းရမ်းထားတဲ့သင်္ကန်းလေးထောင်ဆုံးလေးကတွဲကြကိုင်ငယ်လေးကလာပြီးတော့အရှင်ဘုရားတဲ့အရှင်ဘုရားသင်္ကန်းလေးနောက်ကတွဲကြနေပါတယ်လို့လျှောက်တဲ့အခါကြည့်လိုက်တော့ဟုတ်လားရှင်သာရိပုတ္တရာမထေရမြတ်ကသင်္ကန်းကိုကြာကြာနာနာပြင်ရမ်းပြီးတော့လက်အုပ်လေးချီပြီးတော့ကဲညီသွားပါပြီလားလို့ပြောတယ်ပြောရုံနဲ့မကဘူးရှင်သာရိပုတ္တရာမထေရမြတ်ကဘာပြောတော့ဆိုရင်ဒီကနေ့မှခုနှစ်နှစ်သားအရွယ်ဒီကနေ့မှသင်္ကန်းဝတ်လာတဲ့ပုဂ္ဂိုလ်ကပဲဖြစ်စေသူ့ကိုအကြံပေးရင်ဥထိပ်ရွယ်ပန်ဆင်ကလိုက်နာပါမယ်တဲ့သူကဘလောက်မြင့်မြတ်တဲ့စိတ်ထားရှိတယ်လဲဆိုတာစဉ်းစားကြည့်ဒီကနေ့ခေတ်ဆိုရင်အများစုကဒါမျိုးသွားပြောလို့ရှာမရှည်နဲ့ဆိုတဲ့ဟာနဲ့တုံ့ပြန်ခြင်းခံရမှာပဲဟုတ်ကဲ့လားရှာမရှည်လောက်နဲ့ရရင်တော်သေးတယ်လက်ပါသွားရင်ဒုက္ခအဲ့ဒါလိုပဲဖြစ်မှာပဲเนาะရှင်သာရိပုတ္တရာအဲ့ဒါမျိုးမဟုတ်ဘူးဒါကြောင့်မို့လို့ရှင်သာရိပုတ္တရာမထေရမြတ်စိတ်ထားမြင့်မြတ်သူလို့ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့စိတ်ထားမြင့်မြတ်မှုတွေနဲ့ပတ်သက်ပြီးတော့ထူးထူးခြားခြားနေမှာအမှတ်သားတွေများများစွာရှိပါတယ်ဒီကနေ့ပြောချင်တာကရှင်သာရိပုတ္တရာမထေရမြတ်ပြဿနာတစ်ခုကြုံတော့ကသူ့ရဲ့စိတ်ထားဟာဘလောက်ကောင်းတယ်ဆိုတာကိုရှင်းလင်းဖော်ပြထားတဲ့သုတ်တန်တစ်ခုရှိတယ်အဲ့ဒါကိုသီဟနာရသုတ်လို့ခေါ်တယ်သီဟနာရဆိုတာသီဟဆိုတာတာမန်အပြင်ခြင်သေးကိုခေါ်တယ်ခြင်သေးကိုသီဟလို့ခေါ်တယ်နာရဆိုတာဟိဟောက်တံခြင်သေးဆိုတဲ့အကောင်ကဟိပြီဆိုလို့ရှိရင် तू ကြောက်တာလို့တကောင်မှမရှိဘူး तू ကဘယ်သူမှမကြောက်ဘူးဟုတ်ကဲ့လားကြောက်ကြောက်ရွံ့ရွံ့နဲ့အတန်ထွက်တာခြင်သေးမှတစ်ခါမရှိလူတွေကြတော့တစေတည်းတွေ့ရင်ကြောက်ကြောက်လန့်လန့်ပြောခြင်းပြောမယ်လူတွေရဲ့အတန်ကြတော့ကြောက်တဲ့အတန်ရှိတယ်မဟုတ်လား
ခွေးတွေဘာတွေလဲကြောက်တဲ့အတန်ရှိတာပဲကြောင်လဲကြောက်တဲ့အတန်ရှိတာရှင်သေးမှာတော့ကြောက်တဲ့အတန်လုံးဝမရှိဘူးဒါကြောင့်မို့လို့ရှင်သေးကရဲတယ်လို့ပြောတာနော်သူ့မှာကြောက်ရွံ့တဲ့အတန်တစ်ခါမှမထွက်ဘူးအဲ့ဒါကိုတင်စားပြီးသီဟနာရဆိုတာမကြောက်မရွံ့ရဲရဲတောက်ပြောဆိုခြင်းလို့ဒီလိုအဓိပ္ပာယ်ပြောရတယ်အဲ့တော့ရှင်သာရိပုတ္တရာမထေရမြတ်ဒီသုတ်တံမှာပြဿနာတစ်ခုကျုံလာတဲ့အခါမှာမကြောက်မရွံ့ရဲရဲဝံ့နဲ့ပြောဆိုခဲ့တဲ့စကားတွေမှတ်သားကြည်ညိုစရာအလွန်တရာမှကောင်းပါတယ်ကြည်ညိုတယ်ဆိုတာကြည်ညိုယုံနေမပြီးဘူးထိုပုဂ္ဂိုလ်မြတ်ကြီးတို့အတူယူပြီးတော့တို့လည်းလုံးသင့်တယ်ဆိုတဲ့အတွေးလေးနဲ့ကိုယ့်ကိုယ်ကိုလည်းတတ်နိုင်သမျှလေ့ကျင့်ပေးဖို့လိုအပ်တယ်လောကလူတွေကယဟန္တာဆိုရင်သွားဖူးကြတယ်ဘာအတွက်ဖူးတာတော့ဆိုယဟန္တာဖူးလိုက်ရရင်ကုသိုလ်ရဒါတော့ပဲစဉ်းစားတာနော်ယဟန္တာဖူးလိုက်ရရင်ကုသိုလ်ရချို့ကယဟန္တာစီကတခုခုလေးရလိုက်ရင်စီးပွားတက်မယ်လို့လည်းထင်တယ်မျိုးစုံပေါ့လေလူဆိုတာသို့တော့ဒီယဟန္တာသူဘာကျင့်လို့ယဟန္တာဖြစ်သွားတယ်လဲဆိုတာကြတော့သိပြီးတော့မစဉ်းစားဘူးတကယ်စဉ်းစားရမှာသူဘာကျင့်လို့ယဟန္တာဖြစ်တာလဲငါလည်းယဟန္တာဖြစ်ချင်လိုက်တာဆိုတဲ့အတွေးမလာဘူးအေးဒါကြောင့်မို့အကျင့်တရားဟာအမှန်တမ်းအဓိကကြပါတယ်တခါတော့ကသာဝတိပြည်မှာရှင်သာရိပုတ္တရာမြတ်ဝါဆိုတယ်မြတ်စွာဘုရားလည်းဝါဆိုတယ်ရှင်သာရိပုတ္တရာနဲ့အတူပညာဉာဏ်ကြီးမားကြတဲ့ပညာရေးလိုက်စားကြတဲ့တပည့်ပရိသတ်ကလည်း900လောက်ရှိတယ်ရှင်သာရိပုတ္တရာနဲ့အတူနေတဲ့ပုဂ္ဂိုလ်တိုင်းဟာပညာဘက်ကထိတ်ထိတ်ချဲတွေကြီးပဲရှင်မောက္ကလန်နဲ့အတူနေတဲ့ပုဂ္ဂိုလ်တွေကတကောဣတိပတ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကြီးပဲလူဆိုတာစုရင်ဝါဒနာတူရာစုတယ်တဲ့ဟုတ်တယ်တရားပွဲသွားတဲ့အခါမှာလည်းပဲတရားဝါဒနာပါတဲ့လူတွေစုသွားကြတာပေါ့ဝါဒနာမပါတဲ့လူနဲ့တွဲလို့မှမရတာတယောက်ကပွဲသွားခြင်းနဲ့တယောက်ကတရားသွားနာခြင်းနဲ့ဆိုဘယ်လိုလုပ်တွဲမရဘူးမဟုတ်လားဒါမို့မြတ်စွာဘုရားကဓာတုသောဘိက္ခွေတတ္တတန်တန္တိတတ္တဝါတွေဆိုတာစိတ်ဓာတ်ချင်းပေါင်းသင်းနေကြတာတူညီတဲ့စိတ်ဓာတ်တူမှပေါင်းလို့ရတာတဲ့အသွင်တူမှပေါင်းလို့ရတယ်လို့ပြောတာဝါဒနာတူတဲ့ပုဂ္ဂိုလ်တွေပေါင်းဆက်တာအဲ့တော့ရှင်သာရိပုတ္တရာရဲ့နောက်လိုက်တဲ့ပြည်တွေကလည်းရှင်သာရိပုတ္တရာလိုပဲအလေးနဲ့စဉ်းစားပြီးတော့အသိပညာကျွယ်ဝတဲ့ပုဂ္ဂိုလ်တွေကြီးပဲရှင်မောက္ကလန်နဲ့အတူနေတဲ့ပုဂ္ဂိုလ်တွေကလည်းတကောဣတိပတ်ကျွယ်ဝတဲ့ပုဂ္ဂိုလ်တွေတကောအရာအင်မတန်မှထူးချွန်တဲ့ပုဂ္ဂိုလ်တွေဒီလိုနေကြတာအဲ့တော့ရှင်သာရိပုတ္တရာမထေရမြတ်ဝါကျွတ်တဲ့အခါကျတော့ရှင်းတော့ကရဟန်းတော်တွေကဝါတွင်းမှသာတဏှာတဲကိုကြာကြာနေကြတယ်ဝါကျွတ်ပြီဆိုတာနဲ့တပြိုင်နက်အလုံးတဏှာတဲမှာဝန်တုံးဝန်ပိုးမဖြစ်စေဖို့ကအကြောင်းတစ်ခုနောက်တစ်ခုကနေမှာနေတဲ့ပုဂ္ဂိုလ်တွေကုသိုလ်ရကြပါစေဆိုပြီးတော့နေစုံလှည့်လည်ပြီးတော့သွားလာကြတယ်ရှင်းတော့ဒါကိုဒေသစာတွေလှိနေတယ်လို့ပြောတာနော်အခုခေတ်ဒေသစာတွေကတော့တစ်မျိုးပဲရည်ရွယ်ချက်ကဗမာပြည်လဲဒေသစာတွေသွားကြတာပဲလူတွေဘာတော့ဖျားဖို့ထွက်တယ်ကြိုက်ထီယိုးတို့ဘာတော့အဲ့လိုသွားတာပေါ့ဖျားဘူးဆိုပြီးပဲလို့တကယ်တော့ဖျားဘူးတာနဲပါလိမ့်မယ်နော်အဲ့တော့ယဟန္တာတွေကဒေသစာတွေကြွတယ်ဆိုတာရည်ရွယ်ချက်နဲ့အေးဝိလံတဲ့ဒေသတွေမှာရှိတဲ့ပုဂ္ဂိုလ်တွေတရားနာခွင့်ရပါစေတန်ဃာတော်တွေကိုဖူးမြင်ခွင့်တမနာနိစ္စဒသနာမင်္ဂလာဖြစ်ပါစေတရားဓမ္မတွေနာယူခွင့်ရပြီးတော့ထူးခြားတဲ့အသိဉာဏ်တွေရကြပါစေကုသိုလ်ကောင်းမှုတွေပြုခွင့်ရကြပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ခရီးဒေသစာတွေလှိလိကြတာအဲ့ဒီခေတ်ကအိန္ဒိယနိုင်ငံလုံးတစ်ခွင်မှာရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့တခါတည်းနှစ်ပါးတူတူကြွတယ်တခါတည်းတစ်ပါးတည်းကြွဒီနေ့တော့ရှင်သာရိပုတ္တရာမထေရမြတ်ဝါလာကျွတ်တော့ဖျားစီသွားခွင့်ပန်တယ်အရှင်ဘုရားတဲ့ဝါလာကျွတ်ပြီတပည့်တော်ခရီးဒေသစာတွေကြွသွားကြပါတယ်ခွင့်ပြုတော်မူပါလို့ဖျားစီလာပြီးတော့ခွင့်တောင်းပြီးတော့ရှင်သာရိပုတ္တရာမထေရမြတ်ကကျောင်းတော်ကထွက်သွားတာသူ့နောက်ပါတပည့်တွေနဲ့
ထွက်သွားပြီဆိုတဲ့အခါမှာယဟန်တစ်ပါးကမြတ်စွာဘုရားကိုသွားတိုင်တယ်ရှင်သာရိပုတ္တရာဘုရားတဲ့တပည့်တော်ကိုတိုက်ခိုက်ပြီးတော့နော်သူ့ကိုတိုက်မိသွားတော့ပေါ့လေမတော်တဆသူ့ခြေထောက်နဲ့ခတ်မိတယ်လို့ဘာလို့ပေါ့ဒီလိုတစ်ခုခုပေါ့ရှင်သာရိပုတ္တရာကသူ့ကိုခြေထောက်နဲ့ခတ်မိသွားပြီးတပည့်တော်ကိုမတောင်းပန်ပဲနဲ့အခုခရီးထွက်သွားတယ်ဗမာလိုချက်ပြောရမယ်ဆိုဒီကိုယ်တော်မာနကြီးတယ်ငါတပည့်ကြီးဆိုပြီးတော့မင်းကိုငါကူးမဆိုင်ဘူးဆိုတဲ့ပုံစံနဲ့တပည့်တော်ကိုစော်ကားမော်ကားလှုပ်သွားပါတယ်လို့ဘုရားသွားတိုင်တာကိုယ်တော်ကပြဿနာဆိုတာလည်းရှိတတ်တယ်နော်အမှန်ကတော့မတော်တဆလေလေးတရသွားတာဖြစ်ပါလိမ့်မယ်ရှင်သာရိပုတ္တရာမထေရမြတ်ကသူ့နားလေးကဖြတ်သွားတဲ့အခါကျတော့မတော်တဆသင်္ကန်းစာကလေးကတိုက်မိတာဖြစ်ပါလိမ့်အဲ့ဒါလို့တိုက်မိသွားတာကိုရေးကြီးခွင်ကျယ်လှုပ်ပြီးတော့သူ့ကိုမတောင်းပန်ပဲသွားရကောင်းလားဆိုဘုရားသွားတိုင်တယ်ဘုရားသွားတိုင်တော့မြတ်စွာဘုရားရဲ့ထုံးတမ်းစင်လာဘယ်တော့ပဲဖြစ်ဖြစ်ကာယကံရှင်ကိုခေါ်မေးပြီးမှလှုပ်လေရှိတယ်ဘယ်တော့မှငါဘုရားပဲငါသိတယ်အမှန်ကန်ဆိုဘယ်တော့မှမဆုံးဖြတ်ဘူးဘုရားဒါလည်းအမတန်မှတ်သားစင်တာနော်ကာယကံရှင်ခေါ်မေးမယ်အေးကောင်းပြီဆိုပြီးတော့ယဟန်တစ်ပါးကိုလွှတ်လိုက်တယ်သာရိပုတ္တရာကိုလိုက်ခေါ်စမ်းဆိုတော့ဟိုကဒေသစာကြီးကြွတော့ပြင်မဲ့ထွက်သွားပြီကိုတော်လေးတစ်ပါးတုတ်နောက်ကလိုက်ပြီးတော့အရှင်ဘုရားဘုရားကရှင်ဘုရားကိုခေါ်နေတယ်ပြန်ကြွပါအောင်အဲ့မှာရှင်သာရိပုတ္တရာမထေရမြတ်ပြန်ရောက်တယ်ဘုရားရှိပြန်ရောက်လာတဲ့အခါမှာရှင်မောက္ကလန်တို့ရှင်အနန္ဒာတို့ကလည်းဟာအကြောင်းကိစ္စတော့ရှိပြီပေါ့ရှင်သာရိပုတ္တရာမထေရမြတ်ကိုဆွဆွဲမှုတွေဖြစ်နေပြီအဲ့တော့တို့တွေဘယ်လိုပြဿနာလဲဆိုတာကိုရှင်သာရိပုတ္တရာမထေရမြတ်ရဲ့ဒီပြဿနာကိုဖြေရှင်းကင်တွယ်ပုံကိုတို့နားထောင်ကြရအောင်ဆိုပြီးတော့ယဟန်တော်တွေကိုအကုန်လိုက်ခေါ်တယ်ကျောင်းတရားကိုတော်တို့ထွက်ကြရှင်သာရိပုတ္တရာမထေရမြတ်ကမြတ်စွာဘုရားကမေးတဲ့အခါမှာရဲရဲတင်းတင်းမှန်မှန်ကန်ကန်လျှောက်ထားတဲ့စကားတွေကြားကြရအောင်နားထောင်ကြရအောင်ကိုတော်တို့ထွက်ကြဆိုတကြောင်းလုံးကိုတော်တွေအဲ့ဒီမှာစုမိသွားတယ်ပေါ့ရှင်သာရိပုတ္တရာမထေရမြတ်ဘုရားရှင်ရောက်ရှိခိုးဝါချထိုင်းနေတဲ့အချိန်မြတ်စွာဘုရားကမေးတယ်သာရိပုတ္တရာတဲ့တရင်သုံးမော်ယဟန်တစ်ပါးကတင့်ကိုဆွတ်ဆွဲပြီးတော့ပြောနေတယ်သူ့ကိုတိုက်ခိုက်သွားပြီးတော့မတောင်းပန်ပဲနဲ့ဒေသစာရီထွက်သွားတယ်လို့ဆွဲချက်တင်ထားနေတယ်လာပြီးတော့တိုင်တန်းနေတယ်မြတ်စွာဘုရားကဟုတ်သလားလို့ရှင်သာရိပုတ္တရာအဲ့ဒါဟုတ်သလားလို့မေးလိုက်တော့ရှင်သာရိပုတ္တရာမထေရမြတ်ကပြန်လျှောက်တာအရှင်ဘုရားတဲ့ကာယကတတတိလို့ဆိုရဲကိုယ်ခန္ဓာကိုယ်ပေါ်မှာတတိကွာနေတဲ့ပုဂ္ဂိုလ်မျိုးသားအဲ့ဒါလို့ဖြစ်မှာပါတဲ့တပည့်တော်ရဲ့ခန္ဓာကိုယ်မှာအမြဲတမ်းတတိကပ်နေတာဖြစ်တဲ့အတွက်ကြောင့်တရင်သုံးပေါ်ပုဂ္ဂိုလ်တူကိုတိုက်ခိုက်ပြီးတော့မတောင်းပန်ပဲနဲ့သွားတယ်ဆိုတာမဖြစ်နိုင်ပါဘူးဆိုလိုတာသူမဟုတ်ပါဘူးပေါ့နော်ပြောပြီးတော့ရှင်သာရိပုတ္တရာမထေရမြတ်ကသူ့ရဲ့စိတ်ဓာတ်တွေကိုဘယ်လိုပြောလို့ဆိုအရှင်ဘုရားတဲ့တပည့်တော်ဟာပထဝီသမစိတ်ဓာတ်မြေကြီးနဲ့အလားတရံတူတဲ့စိတ်နဲ့နေပါတယ်တပည့်တော်ရဲ့စိတ်ထားဟာမြေကြီးနဲ့အလားတရံတူပါမြေကြီးပေါ်ကိုလူတွေကယွန်စရာတွေလဲချကြတာယွန်စရာတွေလဲတင်ကြတာနော်မြေကြီးပေါ်ကိုကျင်ကြီးစွန့်နေကျင်ငယ်စွန့်နေအမျိုးစုံလုပ်ကြတယ်တူးကြတယ်ဆွာကြတယ်မြေကြီးဆိုလို့ရှိရင်ဘယ်သူမှဂရုမစိုက်ဘူးအညစ်အကြေးမှန်သမျှမြေကြီးပေါ်ပုံနေဘယ်လိုလှုပ်မြေကြီးရစိတ်ဆိုးမှန်ဆိုးနဲ့ပြန်ပြီးတော့တုံ့ပြန်တာများရှိလားတပည့်တော်ရဲ့စိတ်ထားဟာလည်းပဲအဲ့လိုသူများအပေါ်မှာကိုယ့်ပေါ်မှာစော်ကားသည်ဖြစ်စေမစော်ကားသည်ဖြစ်စေတုံ့ပြန်မှုမရှိပါဘူးဗျာတဲ့ပထဝီသမစိတ်ဓာတ်အမတန်မှရန်ကင်းပြီးတော့တည်ငြိမ်တဲ့စိတ်ဓာတ်တပည့်တော်ထားပါတယ်ဟောဒီဥပမာနဲ့တခါဟောဆက်ပြီးတော့လျှောက်တယ်ရှင်သာရိပုတ္တရာမထေရမြတ်ကအချက်9ချက်နဲ့ဆက်ပြီးတော့လျှောက်တပည့်တော်ရဲ့စိတ်ဓာတ်ဟာအာဘောသမ
ရေနဲ့အလားတူတဲ့စိတ်ဓာတ်မျိုးတပည့်တော်မွေးပါတယ်တဲ့ရေဆိုတာဟာကောင်းတာကိုလည်းဆေးကြောဖျားပန်းအိုးတို့နော်ဖျားပန်းတင်တဲ့ဖန်ခွက်တို့ကောင်းတာလေးတွေဆေးတာလည်းပဲရေနဲ့ပဲဆေးတာကိုတွိုင်းလက်ထဲဝင်ပြီးတော့မကောင်းတာဆေးတာလည်းရေနဲ့ပဲဆေးတာကောင်းတာနဲ့ဆေးလဲရေပဲမကောင်းတာဆေးလဲရေပဲသို့သောရေကကောင်းတာလေးဆေးတုန်းကတော့တပြုံမျိုးမကောင်းတာဆေးတဲ့အခါကျတော့မဲ့သွားသလားလို့ဆိုမမဲ့ပါဘူးရေဟာကောင်းတာဆိုးတာနဲ့ကြုံတွေ့ပြီမဲ့လို့အပြောင်းအလဲမရှိသလိုတပည့်တော်ရဲ့စိတ်ဓာတ်ဟာကိုယ့်ပေါ်မှာစော်ကားသည်ဖြစ်စေချီးမွမ်းသည်ဖြစ်စေပြောင်းလဲမှုမရှိပါဘူးတဲ့အဲ့ဒီအာဘောဓမစိတ်ဓာတ်နဲ့တပည့်တော်ဟာကျင့်သုံးနေထိုင်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့သတင်းသုံးဖို့တယောက်ကိုတိုက်ခိုက်ပြီးတော့မတောင်းပန်မဲနဲ့ထွက်သွားတယ်ဆိုတော့မဖြစ်နိုင်ပါဘူးမဟုတ်ပါဘူးလို့ရှောက်နောက်တပည့်တော်ရဲ့စိတ်ဓာတ်ဟာတေဇောသမမီးနဲ့အလားတရံတူတဲ့စိတ်ဓာတ်ပါတဲ့မီးနဲ့အလားတရံတူတာဆိုတာမီးဟာကောင်းတာလဲလောင်တာပဲမကောင်းတာလဲလောင်တာပဲမီးတဲ့ကိုယွန်စရာထည့်လို့မီးဟာဟေ့ယွန်စရာကြီးငါမလောင်ဘူးလို့ပြောပါမလားပြောပါဘူးပန်းကလေးထည့်လို့လောင်ပန်းလေးကတော့လှတယ်ဆိုပြီးတော့မီးကလောင်ပေမဲ့မစင်ထည့်တဲ့အခါကျတော့ယွန်စရာကြီးဆိုမလောင်ပဲနေပါမလားနေပါဘူးဗျာအေးကောင်းတာလဲလောင်တယ်မကောင်းတာလဲလောင်တယ်ယွန်စရာလဲလောင်တယ်ယွန်စရာမဟုတ်တာလဲလောင်တယ်မိမှာခွဲခြားဆက်ဆံတာမရှိဘူးတဲ့အဲ့ဒါလိုပဲတပည့်တော်ရဲ့စိတ်ဟာတေဇောသမမိများလိုပဲခွဲခြားဆက်ဆံမှုမရှိပါဘူးလို့ဒီလိုလျှောက်တယ်နောက်တပည့်တော်စိတ်ဟာဝါယောသမလေနဲ့အလားတရတူပါတယ်တဲ့လေဆိုတာကောင်းတာကိုလေဝှေ့ကြိုင်တဲ့အနံ့လေးကိုလေတိုက်သွားတာပဲဟိုးနန်စော်တဲ့အပုပ်နံ့ကြီးတွေရောတိုက်မလာဘူးလားဝှေ့ကြိုင်တဲ့အနံ့ကလေးတိုက်တယ်လို့ပဲနန်စော်တဲ့ခွေးစိတ်ဘုံနံ့အနံ့မျိုးတွေလည်းပဲတိုက်လာတာပဲငပိဘုံအနံ့လည်းတိုက်လာတာပဲဒွင်းသီးနံ့လည်းတိုက်လာတာပဲဟုတ်ကလားဒါကြီးကတော့နံလို့ဆိုပြီးတော့သူချမ်းမထားခဲ့ဘူးပေါ့အဲ့ဒါလိုပဲတပည့်တော်စိတ်ဓာတ်ဟာကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်တုံလုံးမှုပြောင်းလဲမှုမရှိတဲ့ဝါယောသမစိတ်ဓာတ်မျိုးဖြစ်ပါတယ်ဗျာအဲ့ဒီလိုနေကျင့်သုံးနေထိုင်တာပါလို့ရှောက်တယ်အေးတန်ဃာတွေကလည်းတိတ်ပြီးတော့နားထောင်ရှင်သာရိပုတ္တရာမထေရသူ့ကိုယ်သူနှိမ့်ချပြီးတော့ရှောက်နေတာနော်သတင်းသုံးဖို့တူကိုစော်ကားဖို့ဆိုတာမဖြစ်နိုင်သူ့စိတ်ဟာအဲ့လောက်ထိအောင်စိတ်ထားမြင့်မြတ်တယ်ဆိုတာကိုရှောက်တယ်နောက်တစ်ခုကျတော့ဘာရှောက်တုံးဆိုရင်တပည့်တော်ရဲ့စိတ်ဟာဘာနဲ့အလားတရံတူတုံးဆိုလို့ရှိရင်ခြေတုပ်ပစိုးနဲ့အလားတရံတူပါတယ်ဗျာခြေတုပ်ဘဝခြေတုပ်ဘဝဆိုတာကောင်းတာဘယ်သူတုပ်မလဲခြေတော့မှပေးလာတဲ့အရာတွေမှန်သမျှခြေတုပ်ဘဝနဲ့တုပ်ကြတယ်မဟုတ်လားမျက်နှာတုပ်ဘဝပြောတာမဟုတ်ဘူးခြေတုပ်ဘဝနော်ကဲတကယ်ကိုဖျားပြီးလို့ရှိရင်ပညာဉာဏ်အထက်မြတ်ဆုံးပုဂ္ဂိုလ်ကသူ့ကိုယ်သူခြေတုပ်ပစိုးလောက်ပဲစိတ်ဓာတ်ဟာအဲ့လောက်ထိအောင်နှိမ့်ချထားတယ်ဆိုတော့အဲ့ဒီလိုနှိုင်းရှင်ပြီးတော့ပြောတဲ့အခါမှာပုရုဇဉ်ယဟန်တွေကမျက်ရည်တွေပေါက်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 ချကြတယ်ရှင်သာရိပုတ္တရာဒီလောက်ဂုဏ်ကြီးတဲ့ပုဂ္ဂိုလ်ဟာသူ့ကိုယ်သူခြေတုပ်ပစိုးလို့ဆိုတော့မာမနတရားဘလောက်နှိမ့်ချတယ်ဟုတ်လားတာမန်ပုဂ္ဂိုလ်တွေကအဲ့ဒီလောက်ထိအောင်မနှိမ့်နိုင်ဘူးနော်ငါဆိုတဲ့မာနဒီတာမန်ပုဂ္ဂိုလ်မပြောနဲ့တရောင်းစားကတော့အဲ့လောက်မနှိမ့်ဘူးနှိမ့်ရလားနှိမ့်ပါဘူးတရောင်းစားခေါ်ပြီးတော့အလုပ်လုပ်ခိုင်းမလုပ်ဘူးငါတရောင်းစားမင်းပေးတဲ့ငွေလေးလောက်တော့ခယူးမဆိုင်ဘူးဟုတ်လားတရောင်းစားလားတောင်းမစားနဲ့ဒီနာတပြည့်စည်းတွေလှဲပြီးလို့ရှင်ငါပတ်စံ90ပေးမယ်ဆိုအိုးမလုပ်ဘူးတရောင်းစားရဲ့မာနဒီ90လောက်များအရေးမကြီးဘူးအရေးမပါမင်းပေးမဲ့ငွေ90ခယူးမဆိုင်တောင်းလိုက်ရင်ဒီတဲ့ရဟုတ်ကဲ့လားအဲ့တော့ရှင်သာရိပုတ္တရာမထေရသူစိတ်ကိုသူနှိမ့်ချလိုက်တာရဇောဟရဏမြူမုံတွေကိုတုတ်လင်းရတဲ့အညစ်အကြေးတွေကိုတုတ်ပစ်တဲ့ခြေတုပ်ပစိုးခဲ့တဲ့သူစိတ်ထဲမှာဒီလိုပဲထားပါတယ်တဲ့ဘယ်သူ့အပေါ်မှာမောက်မောက်မာမာမဆက်ဆံပါဘူးဒီလိုဟောတာအေးပုရုဇဉ်ယဟန်တွေမှာဝမ်းနဲ့ကြေကွဲမှုဒီအတန်ကြားတဲ့အခါမှာဖြစ်ကြတယ်နောက်တစ်ခုကဘလောက်တော့တပည့်တော်ရဲ့စိတ်ဓာတ်ဟာအများပေါ်မှာဘလောက်ထိအောင်နှိမ့်ချထားတုံးလို့ဆိုလို့ရှိရင်အိန္ဒိယနိုင်ငံမှာစန္ဒာလဆိုတဲ့အမျိုးရှိတယ်
ဗမာလူပြန်တော့ဒွန်းစန္ဒာမျိုးလို့ခေါ်တာပေါ့သရောင်းစားကဲပါမျိုးပေါ့အင်မတန်မှအောက်တန်းကြတဲ့ outcast လို့ခေါ်ဇက်နှိမ့်နေဒီကနေ့ထီအောင်အိန္ဒိယနိုင်ငံမှာဇက်နှိမ့်နေဟာအနှိမ်ခံနေရတာရှိတယ်ပေါ့ဇက်နှိမ့်နေဘုန်းကြီးတို့အိန္ဒိယသွားတော့ကအတွေ့အကြုံလေးတစ်ခုပြောပြဇက်နှိမ့်နေဟာဇက်မြင့်နေရဲ့အနိုင်ကျင့်မှုကိုအများတန်းခံကြအိန္ဒိယသွားတော့ဗာရာဏသီမှာ BHU Hindu ဗာရာဏသီ Hindu University ကိုအတူကောက်ခါတော့ BHU လို့ခေါ်တယ် BHU အဲ့ဒီတက္ကသိုလ်ကြီးကိုသွားပြီးတော့ပြန်လာတဲ့အခါကျတော့အိန္ဒိယမှာရှိတဲ့သုံးဘင်းကားလေးကိုစီးလာနှစ်ပါးတူတူအဲ့တော့သုံးဘင်းကားမှာနောက်ထပ်ထိုင်ကုန်နှစ်ခုပိုးနေသေးတယ်လမ်းရောက်တဲ့အခါကျတော့ကျောင်းသား2ယောက်တက်လာကျောင်းသား2ယောက်တက်လာပြီးတော့အဲ့ကားပေါ်မှာတူတူစီးပြီးတော့သူတို့ဆင်းမဲ့နေရာရောက်တော့ဘုန်းကြီးတို့မဆင်းခင်ပဲသူတို့နေရာရောက်တော့ဆင်းကြတယ်ပေါ့ဆင်းတဲ့အခါမှာပတ်စံပေးမသွားဘူးဒီတိုင်းခတ်တီတီဆင်းသွားတယ်အဲ့သုံးမင်းကားမောင်းတဲ့ဒရိုင်ဘာကဇက်နှိပ်သူကလိုက်တောင်းပတ်စံပေးဖို့ပြောတယ်ဟိုကောင်တွေကမျက်စောင်းတစ်ချက်ထိုးကြည့်သွားဘာမှပြောရတော့ဆက်မောင်းသွားရှင်နော်မျက်စောင်းကလေးတစ်ချက်ပဲထိုးလိုက်တာပတ်စံမတောင်းရဲဘူးအဲ့ဒါဇက်မြင့်နဲ့ဇက်နှိပ်မေးကြည့်လိုက်တော့ဟာဒီကောင်တွေကဘာလို့မပေးတာသူတို့ကဇက်မြင့်နေတဲ့ဇက်မြင့်နဲ့ဇက်နှိပ်ဆိုမရှင်းရဲဘူးဒီကနေ့ထိကြောက်ကြတော့အဲ့လိုအဲ့တော့စန္ဒာလဆိုတာအင်မတန်မှအပေခံဘဝမှာမွေးလာကြတဲ့ပုဂ္ဂိုလ်တွေပေါ့အိန္ဒိယမှာဆိုဘယ်သူတွေကမှအဖက်မလုပ်သူတို့ကိုလေတင်ကလည်းသွားလို့မရဘူးသူတို့ ਨੇ untouchable လို့ခေါ်တယ်သူတို့ကိုမထိရအောင်ဇက်နှိပ်လို့ထိရင်လူတွေကတနာတယ်ပေါ့အဲ့ဒါကြောင့် untouchable လူချင်းတောင်မှနော်မထိရဘူးဆိုတဲ့လူတွေရှိသေးတယ်အဲ့ဒီစန္ဒာလသူတို့သားနဲ့စန္ဒာလသူတို့သမီးဟာအဝတ်စုပ်ကလေးဝတ်ပြီးတော့ခွက်ကလေးနဲ့ထမင်းလေတောင်းတဲ့အခါကျတော့ဘယ်လိုစိတ်ဓာတ်နဲ့တောင်းမလို့သူတို့စိတ်ဟာအစွမ်းကုန်နှိမ့်ချထားတဲ့စိတ်ပဲဖြစ်မှာပေါ့ဟုတ်တယ်မဟုတ်လားမျက်နှာချိုလေးသွေးပြီးတော့အစွမ်းကုန်နှိမ့်ချထားတဲ့မာမနဆိုတာလုံးဝမရှိဘူးရှစ်အကျဉ်းချင်းခိုးပြီးတော့ကြော့ပြီးတော့ဘသူပေါ်မှာမာမနမထားရဘူးထမင်းလေးတစ်လုံးစားဖို့ရအတွက်ရိုဒီလေးတစ်ချက်ရဖို့ရအတွက်လိုက်ပြီးအဲ့လိုတောင်းတပည့်တော်လည်းပဲအဲ့ဒီလိုစန္ဒာလသူငယ်စန္ဒာလသူငယ်မတွေရဲ့စိတ်ဓာတ်အတိုင်းပါပဲတဲ့တပည့်တော်စိတ်ကိုအမြဲတမ်းနှိမ့်ချထားပါတယ်ဟောဒိဋ္ဌိကျဲပညာရှိကြီးကပြောတာနော်အေးသူလောက်ပညာမရှိတဲ့ပုဂ္ဂိုလ်တွေကထောင်လုပ်တယ်ထောင်လုပ်တယ်အဲ့ဒါကိုဥပမာပေးတဲ့အခါကျတော့လယ်ကွင်းထဲကိုသွားကြည့်စပားပင်တွေစိုက်ထားတယ်စပားပင်တွေစိုက်တော့စပားအဲ့ဒါအသီးစပားသီးတွေတီးလာတဲ့အခါမှာစပားအသီးထဲမှာစပားသီးတွေထဲမှာအဆံမပါတဲ့အသီးတွေကထောင်လုပ်တယ်အထဲထဲကအဆံပြေးလာတဲ့ဟာတွေကအကုန်ငိုက်ကြအကုန်ဟုတ်ကဲ့ရှင်သာရိပုတ္တရာဟာလည်းဘာဖြစ်လို့ဒီလောက်နှိမ့်ချတာတော့ဆိုအဆံပြေလို့နှိမ့်ချတာထောင်လုပ်တဲ့လူကအဲ့ဒါအဆံမရှိလို့ထောင်လို့ရတာကြားလားအေးမာနဆိုတာလုံးဝမရှိဘူးတဲ့သူစိတ်ဟာအမြဲတမ်းနိစ္စစိတ်ဓာတ်အများပေါ်မှာမာမနမထားဘဲနဲ့အလွန်နှိမ့်ချတဲ့စိတ်ထားပါတယ်ဆိုတာကိုရှောက်ယဟန်နေစိတ်မကောင်းဖြစ်ကြတယ်ပုထုဇဉ်တွေမျက်ရည်မစီနိုင်ကြဘူးဘာဖြစ်လို့လဲဆိုဖျားပြီးရင်အကြီးဆုံးအက္ခတဝကကြီးကဒီစကားတွေကိုရှောက်နေတာနော်တာမန်ပုဂ္ဂိုလ်မဟုတ်ဘူးလောကမှာအနှစ်သာရရှိတဲ့အရာတွေကလေးတာပဲအနှစ်သာရမရှိတဲ့အရာတွေကပေါ့တာပဲကျက်စုပင်တို့ဆိုလို့ရှိရင်လေဟုတ်လားအထက်ထဲကအခေါင်းကျူပင်တို့ဆိုလည်းအခေါင်းပဲသို့တော့ကျူပင်ကလည်းထောင်လောက်တာပဲဒါမို့စာပေကျမ်းဂန်မှာအုံနလကျူပင်ဟာအထက်ကိုထောင်းနေတယ်လို့ပဲတဲ့မာနကြီးတဲ့ပုဂ္ဂိုလ်ကအထဲထဲတော့ကြည့်လိုက်ရင်ဘာမှမရှိဘူး
သို့တော့ထောင်သိပ်လုပ်တယ်မာနတရားရဲ့တဘာဝတွေကိုထင်ရှားအောင်စာပေကျမ်းဂန်မှာဒီလိုဆိုတာနောက်ရှင်သာရိပုတ္တရာမထေရမြတ်ကဘာပြောတော့ဆိုတပည့်တော်ရဲ့စိတ်ဓာတ်ဟာတဲ့ကြိုးကျိုးနေတဲ့နွားလာဥဒ္ဒပစိတ်ဓာတ်လိုပါပဲနွားလာဥဒ္ဒပဆိုတာမြန်မာပြည်မှာတော့ဒီနွားတွေရဲ့အဓိပ္ပာယ်အကုန်သိချင်မှသိမှာပေါ့နော်အိန္ဒိယနိုင်ငံရောက်မှုတဲ့ပုဂ္ဂိုလ်တွေတော့တွေ့လိမ့်မယ်နွားတွေလမ်းပေါ်မှာလွတ်ထားတာတွေအများကြီးပဲပေါ့နွားကိုတတ်စားတာလည်းမရှိဘူးနွားလာဥဒ္ဒပဆိုတာသူကအိန္ဒိယမှာကိုးကွယ်ပြီးတော့အရေးပေးထားတဲ့နွားကြီးတွေဂျိုကြီးတွေအလှပဆင်ထားတယ်ဂျိုကျိုးသွားတဲ့နွားလာဥဒ္ဒပကြီးတွေအသက်အရွယ်ကြီးသွားလို့ဂျိုလဲကျိုးသွားပြီဆိုလို့ရှိရင်ဘယ်သူကိုမှအန္တရာယ်မပေးဘူးသူတို့ကဈေးတယ်တို့လူကြားတယ်တို့ဒီလိုလျှောက်သွားတာဘယ်သူမှအန္တရာယ်မပေးဘူးအဲ့ဒီနွားလာဥဒ္ဒပဂျိုကျိုးသောနွားဆိုဂျိုကျိုးနေသည့်အတွက်ကြောင့်ဘယ်သူမှအန္တရာယ်မပေးဘဲနဲ့အလုံးကိုနှိမ့်ချပြီးတော့အရှုံးပေးနေတယ်တပည့်တော်ရဲ့စိတ်ဓာတ်ဟာလည်းပဲအဲ့ဒီတိုင်းပါပဲတဲ့ဘယ်သူကမှအန္တရာယ်ပြုတာလေမာမနာနဲ့တုံ့ပြန်မှုဆိုတာမရှိပါဘူးအလုံးကိုနှိမ့်ချထားပါတယ်မြတ်စွာရှင်သာရိပုတ္တရာကဒီလိုလျှောက်နောက်ဘာလျှောက်တုံးဆိုတော့ငယ်ရွယ်ရဲ့အမျိုးသားအမျိုးသမီးတွေလူငယ်လူရွယ်ဆိုတာရေမိုးချိုးပြီးဖိလိန်ပြင်ဆင်လို့လှလှပပနေချင်တာပေါ့ရေမိုးချိုးဖိလိန်ပြင်ဆင်ထားတဲ့လူငယ်လူရွယ်ရဲ့လက်ဘေးမှာခွေးသိကောင်ပုတ်ကိုဆွဲပေးလိုက်ဘယ်နဲ့နေပါအမတန်မှဒုက္ခမရောက်ပေဘူးလားလက်ဘေးမှာဆွဲချိတ်ပေးလိုက်တဲ့ခွေးသိကောင်ပုတ်ကြီးကိုသူဒါကြီးကိုဖြုတ်ပစ်ဖို့ဘလောက်သူ့စိတ်ထဲမှာဖြစ်မလဲရှင်သာရိပုတ္တရာမထေရမြတ်ကလျှောက်တယ်တဲ့ဟောဒီတပည့်တော်ရဲ့ခန္ဓာကိုယ်ကြီးဟာခွေးသိဘောကောင်ပုတ်ကြီးလက်ဘေးချိတ်ထားရတယ်လို့ပဲတပည့်တော်ဟာဒါကြီးကိုအမတန်မှဆက်ဆုပ်ယုံမမှုနေပါတယ်ကုသူခန္ဓာကိုယ်ပြောတာနော်အမတန်မှအပုပ်အစတ်တွေနဲ့ပြည့်နေတဲ့ဟောဒီခန္ဓာကိုယ်ကြီးပေါ်မှာသူဟာညှင်းငွေ့နေပါတယ်ခုနကလူငယ်လူရွယ်ဖိလိန်ပြင်ဆင်ရေမိုးချိုးထားတော့ခွေးသိကောင်ပုတ်ကြီးကိုယွန်းတယ်လို့ပဲသူဟာလည်းသူခန္ဓာကိုယ်ကြီးကိုယွန်းနေပါတယ်လို့ပြောတာနော်အဲ့ဒါလို့မယွန်းတဲ့ပုဂ္ဂိုလ်တွေကတော့အလှပြင်နေတာပေါ့ဗျာရှင်သာရိပုတ္တရာမထေရကဒါကိုယွန်းပါတယ်တဲ့နောက်ဆုံးပြောလိုက်တဲ့စကားဘာလဲလို့ဆိုတပည့်တော်စိတ်ထဲမှာတဲ့ဟောဒီခန္ဓာကိုယ်ကြီးကိုဆောင်းထားရတာမေတကထာလိကအစီအိုးကြီးဝက်စီတို့ဘာတို့အစီတွေထည့်ထားပြီးအစီတွေရိုးအောင်အဲ့ဒီအိုးမှာအပေါက်တွေဖောက်တာအသားတွေအဲ့ဒီထည့်တဲ့အခါကျတော့အစီတွေကယိုထွက်တယ်အပေါက်ကလေးတွေကအစီစစ်တဲ့အိုးမျိုးပေါ့နော်အဲ့ဒီအစီစစ်တဲ့အိုးထဲမှာအသားထည့်ထားလို့ရှိရင်ဟိုပေါက်ကအစီတွေယိုထွက်ဒီပေါက်ကအစီတွေယိုထွက်အဲ့ဒီအိုးကြီးကိုရွက်ထားရတဲ့ပုဂ္ဂိုလ်ဟာအစီတရွှဲရွှဲဖြစ်နေမှာပေါ့တကူလုံးကြီးပြီးနေအဲ့တော့တပည့်တော်လည်းပဲဟောဒီခန္ဓာကိုယ်ကြီးကိုရထားတာအဲ့ဒီအစီအိုးကြီးကိုရွက်ထားရတယ်လို့ပါပဲတဲ့ဟုတ်တယ်ပေါ့လူတွေရဲ့ခန္ဓာကိုယ်ကစားလိုက်တော့တစ်ပေါက်ထဲကဝင်လာတာထွက်တော့9ပေါက်ကထွက်နော်စားလိုက်တော့ကောင်းပြီနော်ဟင်းယုံမုံနေနိုင်ခတ်မချိုးချိုးအောင်ဟင်းနေကောင်းပြီဆိုတာတွေစားဘာကင်ညာကင်ဆိုတာတွေရောနော်အဲ့ဒါလို့စားတော့ကတစ်ပေါက်ထဲကစားလိုက်ထွက်လာတဲ့အခါကျတော့မျက်စိကလည်းထွက်တယ်နားကလည်းထွက်တယ်နှာခေါင်းကလည်းထွက်တယ်ပါးစပ်ကလည်းထွက်တယ်အပေါက်ရှိသမျှအကုန်ထွက်ကိုယ်ပေါက်တော်ရအမာဝါကနေပြီးတော့အကုန်ထွက်လာတဲ့အခါကျတော့စားတော့ကဝင်သွားတာကောင်းသလောက်ပဲထွက်လာတဲ့အခါကျတော့အမတန်မှနန်းစော်တယ်ဟုတ်ရဲ့လားမနန်းစော်ဘူးဆိုလို့ရှိရင်တွိုင်းလက်တို့အိမ်သာတို့ပဲလို့မလဲအထက်ကရာဝိသုဒ္ဓိမဲ့ထက်ကရာကြီးမှာရေးထားတာနော်လူတွေကစားတော့ကတော့တဲ့ဝိုင်းဖွဲ့ပြီးတော့ပျော်ပျော်ပါးပါးစားတယ်တဲ့အဲ့ဒီစားထားတဲ့အစာတွေကိုထုတ်ပြတဲ့အခါကျတော့တယောက်တည်းတိတ်တိတ်ကလေးပုံချက်ချပြီးတော့ထုတ်တယ်တဲ့ဒါတွေးကြည့်လေတွေးကြည့်စရာမလိုပါဘူးသိတာအဲ့ဒါလို့
မေတကထာလိကအစီအိုးကြီးရွက်ထားရတယ်လို့ခန္ဓာကိုယ်ကလည်းပဲဟိုအပေါက်ကယူထွက်ဒီအပေါက်ကယူထွက်နဲ့အဲ့ဒါလို့စိတ်ပြည့်စရာအလွန်ကောင်းတယ်ပိတ်ထားလို့လည်းရတာမှမဟုတ်တာဟုတ်ကဲ့လားပိတ်ထားလို့မရဘူးကိုယ်ပေါက်တော်ရအမာဝါထွက်လာတာတွေကလည်းအမတန်မှဆက်ဆုပ်စရာတွေကြီးပဲထွက်တယ်အဲ့ဒါလို့ခန္ဓာကိုယ်ကြီးကိုတပည့်တော်ညီးငွေလှပါတယ်ဗျာအဲ့ဒီခန္ဓာကိုယ်ကြီးရဲ့ညီးငွေမှုညီးငွေစရာကောင်းတဲ့အချက်တွေကာယကတာကတတိပွားထားလို့သိတာနော်ခန္ဓာကိုယ်ကြီးရဲ့အနေအထားကိုအမြဲတမ်းတပည့်တော်တတိကပ်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်တဲ့အဲ့ဒါလို့တတိထားနေတဲ့ပုဂ္ဂိုလ်တယောက်ကသတင်းသုံးဖို့တူတယောက်ကိုတိုက်ခိုက်ပြီးတဲ့နောက်မှာမတောင်းပန်မဲနဲ့ခရီးတည်စားကြီးထွက်သွားတယ်ဆိုတာမဖြစ်နိုင်ပါဘူးခင်ဗျာလို့ဒီလိုဥပမာ၉ချက်နဲ့ရှင်သာရိပုတ္တရာမထေရမြတ်မြတ်စွာဘုရားကိုလျှောက်ထားတဲ့အခါကျတော့ဘာဖြစ်တုံးဆိုတော့ဟိုဆွဆွဲတဲ့ကိုယ်တော်ဒုက္ခရောက်ဆွဆွဲတဲ့ကိုယ်တော်တခါတည်းတကုလုံးပူးထူပြီးတော့သူကတော့မဟုတ်ဘူးရှင်သာရိပုတ္တရာကသူ့ကိုနှုတ်ဆက်သွားစေချင်တာတဲ့ရှင်သာရိပုတ္တရာကသူ့ကိုနှုတ်မဆက်လို့သူကမကျေနပ်တာဆိုလိုတာကခုခေတ်လည်းရှိတာပဲလူကြီးကကိုယ့်ကိုဦးစားပေးတာကြိုက်တယ်ဦးစားမပေးရင်သူ့ကိုအရေးမလုပ်ဘူးဆိုပြီးတော့အဲ့ဒါလိုလုပ်တဲ့သဘောပဲအဲ့ဒီကိုယ်တော်ကသူ့ကိုနှုတ်မဆက်လို့ဆိုပြီးတော့ရှင်သာရိပုတ္တရာဘုရားတိုင်တာအဲ့ဒီမှာဒီလိုရှင်သာရိပုတ္တရာကလျှောက်ထားတဲ့အခါမှာသူ့တကိုယ်လုံးပူးထူပြီးတော့ဘုရားကိုထားပြီးတော့တောင်းပန်နေရှင်ဘုရားတပည့်တော်မဟုတ်မတရားတွေဆွဆွဲမိပါပြီဆိုပြီးတော့ဘုရားလျှောက်တော့မြတ်စွာဘုရားကအေးကိုယ့်အပြစ်ကိုမြင်ပြီးတော့တရားနိလန်းအတိုင်းကုစားတာမှန်တယ်ကုစားပြီးတော့နောင်ကိုဒါမျိုးမဖြစ်အောင်ထိမ့်သိမ်းစောင့်ရှောက်ရမယ်ဆိုပြီးတော့မြတ်စွာဘုရားကသာရိပုတ္တရာတဲ့ဒီအသိဉာဏ်မရှိတဲ့ယဟန်မောဂပုရိသဘာမှတန်ဖိုးမရှိတဲ့ပုဂ္ဂိုလ်သိခံလိုက်ပါလို့ဆိုရှင်သာရိပုတ္တရာမထေရမြတ်ကတောင်းပန်တယ်အရှင်ဘုရားတပည့်တော်ပေါ်မှာအပြည့်ရှိရင်ခွင့်လွတ်ပါတပည့်တော်ကလည်းအရှင်ဘုရားပေါ်ခွင့်လွတ်ပါတယ်လို့မြတ်စွာဘုရားကရှင်သာရိပုတ္တရာကသာမတောင်းပန်မဲနဲ့နေမယ်ဆိုရင်ဒီကိုယ်တော်ခေါင်းဟာ9စိတ်ကွဲသွားနိုင်တယ်ပေါ့ဟုတ်ကဲ့လားဘာကြောင့်9စိတ်ကွဲတာဆိုတာတော့မပါဘူးပေါ့သို့တော်လည်းပဲကြည့်မယ်ဆိုလို့ရှိရင်နော်သူဟာစိတ်သောကတွေအကြီးကျယ်ရောက်ပြီးတော့အုံနောက်သွေးကြောပြတ်သွားတာလည်းဖြစ်ချင်းဖြစ်ပါပေါ့နော်အဲ့ဒါလို့ဒုက္ခတွေရောက်သွားလိမ့်မယ်ရှင်သာရိပုတ္တရာကတောင်းပန်ပေးလိုက်တယ်အဲ့ဒီကြတော့မှအားလုံးဟာပြင်းငိမ့်ပြီးတော့ဒီကိုယ်တော်ရဲ့မဟုတ်မှလှုပ်ဆက်ထွင်ပြီးတော့ရှင်သာရိပုတ္တရာကိုဆွဆွဲပြောဆိုတယ်ဆိုတာလည်းပေါ်လွင်ပြီးတော့သွားတယ်အဲ့ဒါဟာရှင်သာရိပုတ္တရာမထေရမြတ်ဟာစိတ်ထားမြင့်မြတ်သူဖြစ်ပါတယ်ပေါ့အဲ့ဒါလို့အများပေါ်မှာသဘောထားနိုင်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထားမျိုးကသာလျှင်မြင့်မြတ်တဲ့စိတ်ထားအဲ့ဒီစိတ်ထားမျိုးရှိသူကသာလျှင်စိတ်ထားမြင့်မြတ်သူလို့ဖြစ်မှာဒါကြောင့်ဘုန်းကြီးတို့တွေစိတ်ထားမြင့်မြတ်သူဖြစ်အောင်ကာကတသတိကမ္မထံကိုသေချာစွာကျင့်ကြံကြိုးကုပ်အထုတ်ခြင်းဖြင့်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်အဆင့်သို့ရောက်သွားအောင်ကျင့်ကြံကြိုးကုပ်အထုတ်ကြပါစို့အထုတ်နိုင်ကြပါစေကုန်သတည်းကမေတ္တာပို့ရအောင်တတ္တဝါများစွာဝေယံကွာချမ်းသာကြပါစေတတ္တဝါများစွာဝေယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေ
ဓမ္မောတတံပိဝိတဝါနဝိသာသဗ္ဗေသမုဟတာအစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ခြင်းတရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသတဗေပူဇာညစ်နောက်ကိလေသာအစယတောက်ဟုသမျှတို့သည်သမုဂတပိဉ္ကြဘက်တွင်ရေပတင်တကဲ့သို့ကင်းစင်လွင်ပြောက်ပေမရောက်အောင်ပယ်ဖြောက်အပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခသိကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း